လွန်ခဲ့တဲ့လေးသင်္ချေနဲ့ကဘာတသိန်းမြတ်စွာဘုရားသူမိတာရှင်ယတိဘဝဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်တော်ယူခဲ့တာဘယ်ဘုရားလက်ထက်လဲဒီပင်ကရာမြတ်စွာဘုရားအဲ့ဒါကိုဦးဇင်းတို့အကျယ်ကြီးပြောမနေတော့ဘူးအဲ့ဒီမှာဒီပင်ကရာမြတ်စွာဘုရားရဲ့ထံတော်ဘာမှာသင်ဟာလာမဲ့လေးသင်္ချေနဲ့ကဘာတသိန်းထက်မှာဂေါရမအမိရတဲ့ဘုရားတဆူဖြစ်လိမ့်မယ်လို့ဧကန္တမှန်မဲ့ဗျာဒိတ်စကားကိုဒီပင်ကရာမြတ်စွာဘုရားမိန့်ကြားတော်မူတော့သင်ဟာဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမယ်လို့တခွန်းမှအဲ့ဒီပင်ကရာမြတ်စွာဘုရားကပြောမသွားဘူးနော်ပြောမသွားဘူးအဲ့ဒီမှာအလုံးသောနတ်တွေလူတွေကပူဇော်ထားကြတဲ့ပန်းပုံကြီးရှိတယ်မြတ်စွာဘုရားကဗျာဒိတ်ပေးပြီးတော့ပြန်ကြွသွားဘုရားလောင်းကအဲ့ဒီမှာအကုန်လုံးပြန်သွားပြီဆိုတော့ပန်းပုံကြီးပေါ်ကိုတက်ပြီးတော့ထိုင်နေဦးဇင်းတို့ဘုရားလောင်းသူ့မိတာရှင်ရသေးကဗျာဒိတ်ရပြီးပြီနော်အဲ့ဒီမှာနတ်ပြမာတွေအများကြီးရှိတယ်အဲ့ဒီပတ်ဝန်းကျင်မှာအဲ့ဒီနတ်တွေပြမာတွေကဘုရားလောင်းကိုအားပေးကြတာဘယ်လိုအားပေးတာလဲဆိုတော့အိုးရှင်ရသေးသူ့မိတာကျုပ်တို့ကြုံခဲ့ဘူးတယ်ဟိုးအရင်ဘုရားတွေလက်ထက်တုန်းကဗျာဒိတ်ရတော်မူတော့ဗျာဒိတ်ပေးတော်မူတော့အဲ့လိုဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ပေးတဲ့နေ့မှာအင်မတန်ထူးခြားဆန်းကျယ်တဲ့နမိတ်ကြီး32ပါးအဲ့ဒီနမိတ်ကြီး32ပါးဟာဒီနေ့လည်းပဲတွေ့နေရတယ်တဲ့ဒါကြောင့်သင်ဟာဘုရားစင်စစ်ဧကံဖြစ်လိမ့်မယ်အဲ့ဒီနတ်တွေမြမာတွေကသူတို့မှာအတွေ့အကြုံရှိတာဟုတ်မြမာကြီးတွေကအသက်ရှည်တာဆိုတော့လေအဲ့ဒီတုန်းကလည်းပဲနမိတ်ကြီး32ပါးမြင်ရတယ်ဒီနေ့လည်းမြင်ရတယ်အဲ့ဒီနမိတ်32ပါးကိုဦးဇင်းတို့အကုန်ပြောလို့အချိန်မရဘူးလေအဲ့ဒီထဲမှာအင်မတန်ထူးဆန်းပါတယ်ရေပန်းကုန်းပန်းနေရေထဲမှာပေါက်တဲ့အပင်တွေကုန်းပေါ်မှာပေါက်တဲ့အပင်တွေပန်းတွေအကုန်ပွင့်တယ်လို့ဆိုတယ်မြေကြီးတွေကနေရေတွေပန်းထွက်တယ်လို့ဆိုတယ်နော်မတီးပဲနဲ့တူရိယာတွေဟာအလိုလိုမြည်တယ်လို့ဆိုတယ်နတ်ပြည်ကိုလှမ်းပြီးတော့မြင်ရတယ်လို့ဆိုတယ်ငရဲကိုလည်းလှမ်းပြီးတော့မြင်ရတယ်လို့ဆိုတယ်အဲ့ဒီမှာဦးဇင်းစိတ်ဝင်စားတာလေးကဘာလဲဆိုတော့အဲ့ဒီဗျာဒိတ်ရတဲ့နေ့မှာလူတွေရဲ့တန်တန်မှာရောင်ရဲတင်းတိမ်တဲ့တရားထင်ရှားရှိတယ်တဲ့ဒီပြင်အချိန်တွေမှာကိုယ်အာယုန်နဲ့ကိုမရောင်ရဲနိုင်ကြဘူးလူသားတွေဟာဒါပေမဲ့အဲ့ဒီဗျာဒိတ်ယူတဲ့နေ့မှာတော့လူတွေရဲ့စိတ်ထဲမှာဘာဖြစ်နေတော့ရောင်ရဲတဲ့စိတ်တန်တုဋ္ဌိတရားကျဉ်းပြီးတော့နေတာအဲ့ဒါကိုနတ်တွေကသူတို့တကိုးနဲ့လူတွေရဲ့စိတ်ကိုသိတာဟုတ်လားနောက်တစ်ခုဦးဇင်းတို့အံ့ဩစရာကောင်းတာကဒီပြင်နေဆိုရင်လူတွေဟာຢာကဒေါသမောဟတွေနဲ့အင်မတန်တောင်းကျမ်းပြီးတော့နေတာတဲ့အဲ့ဒီနေ့မှာတော့ຢာကဒေါသမောဟဆိုတဲ့မကောင်းတဲ့တရားတွေကင်းရှင်းပြီးတော့လူတွေရဲ့စိတ်မှာတန့်ရှင်းကြည်လင်ပြီးတော့နေတာတဲ့အံ့ဩစရာမကောင်းဘူးလားတစ်ချိန်ချိန်မှာဘုရားဖြစ်မဲ့ပုဂ္ဂိုလ်တယောက်ကိုသင်ဘုရားဖြစ်လိမ့်မယ်လို့ဏိဒံပြုခြင်းကလေးကစိတ်ဝင်စားစရာကောင်းတယ်နော်အေးအဲ့ဒီတော့ဦးဇင်းတို့တရားတော်မတို့ဒီပြင်နေ့တွေမှာလောဘဒေါသတွေဘလောက်ပဲကြီးကြီးအဲ့ဒီဗျာဒိတ်ရတဲ့နေ့မှာတော့လောဘဒေါသတတ္တဝါတွေရဲ့တန်တန်မှာကင်းနေတဲ့ဟုတ်ရဲ့လားအဲ့ဒါကိုနတ်တွေကမြမာတွေကတက်တည်ထားပြီးတော့အာမလျှော့လိုက်ပါနဲ့ကြိုးစားပါအာထုတ်ပါသင်ဟာသေချာပေါက်ဘုရားဖြစ်လိမ့်မယ်လို့နတ်တွေမြမာတွေကလာပြီးတော့အားပေးတာအဲ့ဒီလိုအားပေးတော့ဘုရားလောင်းကလည်းအားတွေဖြစ်ပြီးတော့နောင်လာမဲ့လေးသင်္ချေနဲ့ကဘာတသိန်းမှာဖြစ်မဲ့ဘုရားကိုအခုပဲလက်ပေါ်မှာရောက်နေတဲ့ပစ္စည်းတစ်ခုလိုအခုပဲဘုရားဖြစ်တော့မှာလို့သူ့ရဲ့စိတ်ထဲမှာအဲ့ဒါလိုထင်ပြီးတော့နော်အဲ့ဒီမှာနတ်တွေမြမာတွေရဲ့ကြားထဲမှာပဲဘုရားလောင်းကဟုတ်ပြီဘုရားတွေပြောတဲ့စကားဆိုတာမှားယွင်းထုံးစံမရှိကောင်းငင်ကိုပြစ်လိုက်တဲ့ခဲဟာတေချာပေါက်မြေကြီးပေါ်ကိုပြန်ကျသလိုမျိုးထွက်လာတဲ့နေဟာဝင်ရသလိုမျိုးတေချာပေါက်ဧကန္တမှန်တဲ့စကားကိုဗျာဒိတ်လို့ဒီလိုခေါ်တာဟုတ်လားအဲ့ဒါကြောင့်ငါဟာတေချာပေါက်ဘုရားဖြစ်မှာပဲလို့အဲ့ဒီမှာသူ့မိတာရှင်ရင်သေးကပန်းပုံကြီးပေါ်မှာထိုင်ရင်းနဲ့ငါဘုရားဖြစ်မှာတော့ဟုတ်ပါပြီဘုရားဖြစ်အောင်ငါဘယ်လိုကျင့်ရပါမတုံးလို့စဉ်းစားတယ်တဲ့
အဲ့ဒါကိုဦးဇင်းတို့စာထဲမှာတော့ပါရမီပဝိစေယဉာဏ်အင်မတန်ထက်သန်တဲ့ဉာဏ်အင်မတန်ဆူရှတဲ့ဉာဏ်ဘယ်သူကမှသင်ပေးတာမဟုတ်ဘူးနော်သင်ဟာဘယ်ဟာဖြစ်ချင်လို့ရှိရင်ဒီလိုလှုပ်လို့ဘယ်သူကမှလည်းနီးမပေးဘူးအဲ့ဒီမှာဘုရားလောင်းကြီးကဘုရားဖြစ်ချင်တယ်ဆိုရင်ဟောဒီတဘာဝဓာတ်တွေထဲမှာပဲဘုရားဖြစ်စေတဲ့တရားကိုရှာမှဖြစ်မယ်လို့အဲ့ဒါလို့စဉ်းစားရင်းနဲ့သူ့ရဲ့ဉာဏ်ထဲမှာပထမဦးစွာဒါနပါရမီဆိုတာကိုတွေ့တယ်တဲ့ဣတယေပါရမီဆိုတဲ့စကားလုံးလေးကိုစောစောကအကျဉ်းပြရှင်းခဲ့တယ်နော်ပရမာဏံကမ္မံပါရမီပရမာဏံမြင့်မြတ်သူတို့ရဲ့ကမ္မအလုပ်ဆိုတာပါရမီမြင့်မြတ်သူတို့ရဲ့အလုပ်ပါရမီပါရမီဆိုတာမြင့်မြတ်သူတို့ရဲ့အလုပ်အဲ့ဒီမြင့်မြတ်သူတို့ရဲ့အလုပ်တနည်းအားဖြင့်ဘုရားလောင်းသူတော်ကောင်းကြီးတို့ရဲ့အလုပ်အဲ့ဒါပရမဥစွာဒါနပါရမီတဲ့အဲ့ဒါကိုတွေ့တယ်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောသလဲဆိုတော့ရှင်သာရိပုတ္တရာကိုပြန်ဟောတဲ့ဗုဒ္ဓဝင်ပါဠိတော်ရှိတယ်လေတက္ကကြီးများဝိဇေနံတောတတတခိပထမံဒါနပါရမိပုဗ္ဗကေဟိမဟေတိဟိအနုစိန္ဒံမဟာပထံဒီဂါထာလေးနဲ့စပြီးတော့ပြောတယ်ဝိဇေနံတောဘုရားဖြစ်ရန်တရားတွေကိုစူးစမ်းရှာဖွေနေတဲ့တရားထိုအခါမှာပုဗ္ဗကေဟိရှေးကာလ၌ပွင့်တော်မူကြကုန်သောမဟေတိဟိဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်အနုစိန္ဒံအဖမ်းမအထက်ထက်လေ့ကျင့်အပ်ကုန်သောမဟာပဋ္ဌာန်းလမ်းမာကြီးတပွဲဖြစ်၍နေသောပထမရှိဥစွာသောဒါနပါရမီဒါနပါရမီကိုအတ္တခိန်တွေ့မြင်တော်မူပြီဘုရားဖြစ်ဖို့နိလန်းကိုရှာလိုက်တော့ပထမဥစွာဒါနပါရမီကိုတွေ့တယ်အဲ့ဒါကိုဘယ်လိုလေးပြောထားလဲဆိုတော့ပုဗ္ဗကေဟိရှေး၌ဖြစ်ကုန်သောမဟေတိဟိဘုရားဆရှိသောအရိယာသူတော်ကောင်းကြီးတို့သည်မဟေတိဟိဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်အနုစိန္ဒံအဖမအထက်ထက်လေ့ကျင့်အပ်ကုန်သောမဟာပဋ္ဌာန်းလမ်းမကြီးတပွဲဖြစ်၍နေသောဒါနပါရမီဆိုတာရှေးတုန်းကပွင့်တော်မူကြတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အကျဉ်းကြီးအထက်ထက်လေ့ကျင့်ခဲ့မှီဝဲခဲ့ပြုလုပ်ခဲ့ဘာနဲ့တူနေတယ်လဲဆိုတော့လူတွေဖုံးနေသွားနေတဲ့လမ်းမကြီးတစ်ခုလိုကိုဖြစ်နေပါတယ်တဲ့ဟုတ်လားအဲ့ဒီဒါနပါရမီကိုသူပထမဥစွာတွေ့တယ်တွေ့တဲ့အခါကျတော့သူ့ကိုယ်သူတိုက်တွန်းတယ်ဣမန္တုပထမတက္ကတဝါဒါလံကတဝါသမာဓိယဣမန္တုပထမကတဝါဒါလံကတဝါသမာဓိယဒါနပါရမီတံကိစ္စယတိဘောဓိပတုမိစ္ဆတိသူမေရာပန္တိတအိုပညာရှိအမောင်သူမေရာတွန်သင်သည်ဘောဓိအရတမေညာတပိညုတညာလို့ဆိုတဲ့ဘုရားဖြစ်ကိုပတ္တုံရောက်ခြင်းငါရခြင်းငါယတိအိစ္ဆတိအကယ်၍အလိုရှိတယ်ဆိုရင်ပထမရှိဟုစွာသောဣမံဣဒါနပါရမီကိုဒံလံကတ္တဝါမြဲမြံစွာပြု၍တမာတိယဆောက်တည်ပါလောဒါနပါရမီဒါနပါရမီကိုကိစ္စပရိပူရိဟိဖြည့်စည်းပါလောကိုပညာရှိတဲ့အမောင်သူမေတာသင်ဟာတကယ်လို့ဘုရားအဖြစ်ကိုအလိုရှိတယ်ဆိုရင်ရှေးတုန်းကဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေလမ်းမကြီးတပွဲဖြစ်လို့ဖုံနေအောင်လျှောက်ထားတဲ့ဒါနပါရမီလို့ဆိုရတဲ့ပထမပါရမီကိုဒံလံကတ္တဝါမြဲမြံစွာပြု၍မြဲမြဲမြံမြံစွန့်စွန့်စားစားဒါနပါရမီကိုသင်ကြိုးစားပါလို့သူ့ကိုယ်သူအားပေးတယ်ဆုံးမအဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဟောသလဲတနည်းအားဖြင့်သူမေတာရှင်ရဲ့သိဘယ်လိုစဉ်းစားသလဲနော်ဘယ်လိုစဉ်းစားလဲဆိုတော့ဥပမာလေးနဲ့စဉ်းစားတယ်ဒါနပါရမီကိုဒါလေးကိုပေးသက်ပေါင်းသူတော်ကောင်းတို့တည်တည်ချာချာနားဆိုင်ပြီးတော့နာယူရမယ်နော်ယထာပိကုံမောတံပုံတော်ယတ္တကတ္တစီအထောကတောဝမတေဥဒကဏိတေဝအနတ္တထာပတိကတိယထာပိဥပမာအဖြင့်ယတ္တကတ္တစီအမမထာတဘာဘာသောအရေးဖြင့်တံပုံတော်ပြည့်၍နေသောအဒေါကတောအောက်သို့မျက်နှဝါလှည့်၍ထားအပ်သောကုံဘောဥသည်ဝမတေရေတို့ကိုဥဒကံရေကိုဝမတေဝအံထုတ်တည်သာသည်
တထဒုယေကိုအန်ထုတ်ရ၌နပရိဒခတိယထာမဆောင်လျှောက်တကဲ့သို့ဘာပြောတာလဲဆိုတော့တစုံတစ်ခုသောအရေနဲ့ပြည်နေတဲ့အိုးတစ်လုံးအဲ့ဒီအိုးကိုအဝကိုအောက်ကိုထားပြီးတော့မှောက်ချလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီထဲမှာရှိတဲ့ရေတွေဟာအကုန်လုံးအောက်ကိုကျသွားမယ်အဲ့ဒီအိုးကအဝကိုအောက်ကထားပြီးတော့မှောက်လိုက်တယ်ဆိုရင်ဒီရေတွေကိုမကြအောင်သူမစောင့်တော့ဘူးသဘောပေါက်တယ်နော်ဒီရေတွေအောက်ကိုကျမသွားအောင်သူမစောင့်ရှောက်တော့ဘူးနော်တထာထိုကဲ့သို့ရေတွေကြရနိုင်နာပရိရခတိယထာမစောင့်ရှောက်တဲ့ကဲ့သို့တထာထိုအတူသာလျင်တွန်ပိသင်သည်လီဟိနာမုဂ္ဂထမေစီမေအယုတ်အလတ်အမျက်ဖြစ်ကုန်သောရာစကေတောင်းရန်သူတို့ကိုဒိဋ္ဌဝါမြင်ရသည်ရှိသောသင်ဟာလည်းပဲတဲ့အဲ့ဒီမှောက်ထားတဲ့အိုးတလုံးဟာရေတွေကိုဖိတ်မသွားဖို့မစောင့်ရှောက်တော့သလိုမျိုးအယုတ်အလတ်အမျက်အလှခံပုဂ္ဂိုလ်တွေတွေ့လာလို့ရှိရင်နေသေးတံအကျွင်းမရှိဒါနံဒါနပါရမီကိုတရားဟိပေးလူပါလောအောက်ကိုမှောက်ထားလိုက်တဲ့အိုးတလုံးဟာရေတွေကိုမဖိတ်အောင်မစောင့်ရှောက်တော့သလိုမျိုးရေတွေအကုန်လုံးအန်ထုတ်သွားသလိုမျိုးဘာတွေ့တာမှုမှမရှိဘဲနဲ့လွတ်လွတ်စွန့်ကျဲနိုင်တဲ့အစွမ်းတတ္တိနဲ့ဒါနပါရမီကိုသင်ပြုပါတဲ့ပိဋကဥပမာလေးနဲ့သူ့ကိုယ်သူဆုံးမတာနော်သင်ဖျားဖြစ်ခြင်းတယ်ဆိုလို့ရှိရင်ဒါနပါရမီကိုမြဲပြုရမယ်အဲ့ဒီလိုပြုတဲ့နေရာမှာလည်းပဲရေအိုးတစ်လုံးကိုအဝါကိုမှောက်ထားလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီရေတွေအကုန်လုံးထွက်သွားတယ်အဲ့ဒီအိုးကအဲ့ဒီရေကိုမဆောင်ရှောက်တော့ဘူးအဲ့ဒါလိုမျိုးအယုတ်အလတ်အမျက်မရွေတဲ့အလှခံပုဂ္ဂိုလ်ရဲ့ဂုံကြီးတွေကိုဘာမှမစင်စားဘူးနော်ဘလို့ပုဂ္ဂိုလ်နဲ့ပဲတွေ့သူဘာလုပ်မှလဲလှူပစ်လိုက်မှပဲရကျင်နေတဲ့လူကိုပေးလိုက်မှပဲအေးဦးဇင်းတို့အကြောင်းအရာတစ်ခုကိုအကျယ်ကြီးပြောမသွားဘူးဗျာဒါနနဲ့ပတ်သက်ပြီးတော့ပြောစရာတွေအများကြီးရှိတယ်သီလနဲ့ပတ်သက်ပြီးတော့လည်းဦးဇင်းတို့ဒီတနာရီခွဲအချိန်မှာပြောစရာတွေအများကြီးဦးဇင်းဒီမှာနှုတ်ကလေးတွေထုတ်ထားတယ်အဲ့ဒါကိုစုံစိအောင်ပြောခြင်းတဲ့အတွက်ကြောင့်ပေးတတ်တို့လည်းပဲဉာဏ်ရှိပါတယ်ဒီဥပမာလေးအင်မတန်ကောင်းတယ်ဆိုတာကိုကိုဉာဏ်လေးနဲ့ကိုစဉ်းစားကြည့်ဟုတ်လားမှောက်ထားလိုက်ပြီဆိုရင်ရေအိုးဟာရေရဲ့အပေါ်မှာအမဂယုမဆိုင်တော့ဟုတ်လားအဲ့ဒါလိုပဲမြင့်မြတ်တဲ့အလုပ်ကိုလုပ်မယ်ဆိုရင်ဒီဒါနာကောင်းမှုနဲ့ပတ်သက်လာလို့ရှင်ကိုယ့်ရဲ့ပစ္စည်းရဲ့ပုံမှာတွေ့တာတဲ့စိတ်ကိုလွတ်လွတ်စွန့်ကြဲနိုင်ရမယ်ဟုတ်ရဲ့လားအေးအဲ့ဒီတော့ပေတပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ကဒါနနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်ပြီးတော့ပြောခြင်းလဲဆိုတော့ဒါနဟာအင်မတန်အကျိုးများပါတယ်လို့ဦးဇင်းတို့ကအထူးပြောเสียမလို့ဘာပြုလို့လဲဆိုတော့ဒီလောက်ကြီးထင်ရှားနေတာကိုဦးဇင်းတို့ပြောเสียသိမလို့ပြောเสียမလို့ဘူးဆိုပေမဲ့လို့နှလုံးသွင်းမိအောင်နည်းနည်းလေးတော့ပြောအောင်မယ်ဟုတ်လားမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်စက္ကနိပတ်မှာဟောထားတာရှိတယ်အလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကမလှခင်မှာလှစဲမှာလှပြီးမှာစေတနာသုံးတန်ထက်တတ်မဲ့ဆိုရင်အလှခံတဲ့ပုဂ္ဂိုလ်ရဲ့ဘက်ကယာကဒေါသမောဟကင်းတဲ့ယဟန္တာတော်လည်းဖြစ်မယ်သို့မဟုတ်ယာကဒေါသမောဟကင်းအောင်ကျင့်နေတဲ့သူတော်ကောင်းတော်လည်းဖြစ်မယ်ဆိုတဲ့အင်္ဂါ၃ချက်ပြည့်စုံမယ်ဆိုရင်အလှပေးဘက်က၃ချက်အလှခံဘက်က၃ချက်အဲ့ဒါလိုပြည့်စုံမယ်ဆိုလို့ရှိရင်အဲ့ဒီဒါနာကောင်းမှုရဲ့အကျိုးပေးဘလောက်ကြီးကျယ်တယ်လို့ရေတွက်လို့မရဘူးတဲ့သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေကိုခြင်ခွက်တွေနဲ့တောင်းတွေနဲ့တန်ဖုံးတွေနဲ့ဘလောက်ရှိပါတယ်လို့ရေတွက်လို့မရတယ်လို့မျိုးပဲလို့အဲ့ဒါလိုဥပမာပေးတယ်အဲ့ဒါဒါနနဲ့ပတ်သက်ပြီးတော့အကျိုးများဖို့အမြတ်ပေါ့နော်အဲ့ဒီတော့ဒီလောက်အကျိုးများတဲ့ဒါနကိုဉာဏ်ရှိတဲ့လူတွေမြင့်မြတ်တဲ့အလုပ်ကိုစိတ်ဝင်စားတဲ့လူတွေဟာလုပ်ကြရမယ်ဟုတ်ရဲ့လားအဲ့ဒီလိုလှုပ်တဲ့နေရာမှာလှုပ်တက်ဖို့လိုတယ်ပိဋကဘာလုပ်ဖို့လိုတယ်လှုပ်တက်ဖို့လိုတယ်ဗျဗမာစကားပုံတစ်ခုရှိတယ်နော်အရှင်မတတ်တော့ဆန်းလျက်နဲ့မလှဟုတ်လားအငင်မတတ်တော့ပန်းလျက်နဲ့မရစိတ်ကောင်းစိတ်မြတ်တွေလည်းရှိတယ်လှုပ်လဲလှုပ်ခြင်းနဲ့ဒါပေမဲ့မလှုပ်တတ်တော့အလွဲတွေဖြစ်ပြီးတော့အကျိုးတွေနေတာဝမ်းနည်းစရာမကောင်းဘူးလားဒါကြောင့်ဒါနနဲ့ပတ်သက်ပြီးတော့တတိထားစရာလေးတွေစိတ်ဝင်စားစရာလေးတွေကိုဦးဇင်းတို့ကဆက်ပြီးတော့ပြောခြင်းအဲ့တော့ဒါနနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့
မဟာဗုဒ္ဓဝင်ကျမ်းကိုပြုစုတော်မူတဲ့မင်းကုန်းစတော်ဘုရားကြီးအကျယ်ကြီးရေးထားတယ်စာမျက်နှာ100နီးပါးလောက်ရှိအဲ့ဒီတဲကနေပေးသက်ပေါင်းသူတော်ကောင်းတို့နဲ့ဒီအချိန်လေးတွင်မှာတင့်တော်တယ်လို့လေဦးဇင်းကပြောသွားခြင်းဒါနဟာတဲ့အစ္စတိကဒါနဘာဟိရဒါနလို့2မျိုးရှိတယ်တဲ့နော်အစ္စတိကဒါနဆိုတာဒီခန္ဓာကိုယ်ရဲ့ကအသွေးတွေအသားတွေအင်္ဂါအစိတ်ပိုင်းတွေကိုထုတ်ပြီးတော့လှူတာဘာဟိရဒါနဆိုတာကပြင်ဘက်ကကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုယ့်ရဲ့ဆွေမျိုးတွေအတိုင်းဝိုင်းတွေပေါ့နော်ပြင်ဘက်ကအရာတွေကိုလှူတာအဲ့ဒီမှာဘာဟိရဒါနတဲ့အစ္စတိကဒါနကမြတ်တယ်ဟုတ်လားဦးဇင်းတို့ဝေတန်နေရမင်းသားလေးငယ်ငယ်လေးတွေကစပြီးတော့လှူခြင်းနဲ့ကလေးလေးတွေကစသူ့ခမဲတော်ကဆွဲပေးတဲ့ဆွဲပြားလေးကိုချွတ်ပြီးတော့အထင်းတော်ကိုပြီးပြစ်တာနော်ဟုတ်လားအဲ့တော့ तू နည်းနည်းလေးကြီးလာတော့ तू ကဘလို့စဉ်းစားတော့ဆိုတော့ပြင်ဘက်ကအရာတွေပေးရတာအားမရပါဘူးတကယ်လို့မြန်တစုံတစ်ယောက်ကငါရဲ့ခေါင်းကိုရကျင်တယ်လို့ပြောရင်ငါဖြတ်ပြီးတော့ပေးလိုက်မှာပဲအဲ့လိုစဉ်းစားနေတယ်အော်ဖို့ကောင်းတယ်နော်တစုံတစ်ယောက်ကငါရဲ့နှလုံးသားကိုလိုချင်တယ်ဆိုရင်ထုတ်ပြီးတော့ငါပေးမှာပဲတစုံတစ်ယောက်ကမင်းငါအိမ်ကိုကျွန်ခံဖို့လိုက်ခဲ့လို့ခေါ်ရင်ငါလိုက်သွားမှာပဲအဲ့လိုစဉ်းစားနေတယ်အဲ့ဒီလိုလဲစဉ်းစားလိုက်တော့မြေကြီးကလှုပ်တယ်တဲ့အစ္စတိကဒါနပြုမယ်လို့စဉ်းစားတဲ့ဓာန်ကိုမြေကြီးမခံနိုင်ဘူးဒါလေးကိုပြောချင်တာနော်အစ္စတိကဒါနသည်ဘာဟိတဒါနတဲ့ဒီလောက်နဲ့တော်ရအောင်နော်နောက်ထပ်ဒါနတစ်မျိုးအဲ့ဒါဘာလဲဆိုတော့အာမိတဒါနရဲ့ဓမ္မဒါနရဲ့အာမိတဆိုတာပစ္စည်းဥစ္စာအသုံးအဆောင်တွေကိုအာမိတအဲ့ဒါတွေကိုလှူတာအာမိတဒါနပေါ့နော်ဓမ္မဒါနဆိုတာကတရားအသိဉာဏ်ရဖို့လှူတာအာမိတဒါနထက်ဓမ္မဒါနသည်အစာပေါင်းများစွာမြတ်တယ်ဟုတ်လားဘာကြောင့်လဲဆိုတော့အာမိတပစ္စည်းတို့ကြောင့်ဖြစ်လာတဲ့ချမ်းသာနဲ့ဓမ္မတရားကြောင့်ဖြစ်လာတဲ့ချမ်းသာဟာဘယ်လိုမှမနှိုင်းတာအောင်ကြွာချလို့ဟုတ်ရဲ့လားဒါကြောင့်ဓမ္မဒါနကိုလည်းကြိုးစားပြီးတော့ပြုကြရအဲ့တော့ဓမ္မဒါနဆိုတာဦးဇင်းတို့ရှင်းရှင်းပြောရရင်အသိဉာဏ်ကိုလှူတာပါပဲဟုတ်ရဲ့လားအဲ့ဒီလိုအသိဉာဏ်ကိုလှူတဲ့အလှူဟာအင်မတန်ကြီးကျယ်တယ်ကိုယ်တိုင်သူများကိုမဟောနိုင်မပြောနိုင်ဘူးဆိုရင်စာအုပ်တွေဘာတွေဝယ်ပြီးတော့လှူခွေတွေဘာတွေဝယ်ပြီးတော့လှူအဲ့ဒါဓမ္မဒါနဖြစ်တယ်အဲ့ဒါမင်းကွန်းစတော်ကြီးကဘယ်လိုရှင်းပြလဲဆိုတော့အဲ့ဒါဓမ္မဒါနဖြစ်တယ်တဲ့ကိုယ်တိုင်ဆေးမကုတတ်လို့ဆေးမပေးနိုင်ပေမလို့ဆေးနီးကလေးပေးလိုက်တယ်ဆိုရင်လေဆေးကိုပေးသလိုပါပဲတဲ့စာအုပ်စာတမ်းတွေလှူရတာကိုပြောတာဟုတ်လားဒါကြောင့်အာမိတဒါနတဲ့ဘယ်ဒါနကမြတ်တယ်ဓမ္မဒါနကမြတ်တယ်တဖြည်းဖြည်းနဲ့စိတ်ဝင်စားရကောင်းလာပြီနော်နောက်ထပ်2မျိုးတွဲလာမယ်အဲ့ဒါပါလဲဆိုတော့သာဝိဇ္ဇဒါနနဲ့အနဝိဇ္ဇဒါနပြောကြည့်စမ်းပါဗျာသာဝိဇ္ဇဒါနဆိုတာကအကုသိုလ်တွေခြံရံပြီးတော့အပြစ်နဲ့တကွဖြစ်တဲ့အလှူအနဝိဇ္ဇဒါနဆိုတာကအကုသိုလ်မခြံရံဘဲနဲ့အပြစ်ကင်းတဲ့အလှူအပြစ်ရှိတဲ့အလှူဆိုတော့ပေတ္တုကသဘောပေါက်ပါပြီငါအလှူမှာဝက်ကဘလောက်ကြက်ကဘလောက်ဆိုရင်အဲ့ဒါပါလေအပြစ်ရှိတဲ့အလှူနော်ဟာငါလှူနိုင်တယ်အဲ့ဒီလူသိမ့်မလှူနိုင်ဘူးလို့မာနတွေနဲ့လောဘတွေနဲ့ခြံရံနေအဲ့ဒါဘာဖြစ်တယ်အပြစ်ရှိတယ်နော်အပြစ်တွေအကုသိုလ်တွေနဲ့ခြံရံထားတဲ့အလှူအဲ့ဒီအလှူတဲ့အပြစ်ကင်းတဲ့အကုသိုလ်မခြံရံမဲနဲ့လှူတဲ့အလှူကပို့ပြီးတော့မြတ်တယ်အဲ့ဒီနေရာမှာပေးသက်တို့ကိုတတိပေးတရားလေးတစ်ခုနားလေတရားကောင်းတာလေးတစ်ခုဦးဇင်းတို့ပြောချင်တာကဘာလဲဆိုတော့မင်းကုန်းစတော်ကြီးရဲ့ကျေးဇူးပေါ့သာဝိဇ္ဇဒါနကုသိုလ်ရှင်တွေတနည်းအားဖြင့်ဒါနပြုတဲ့နေရာမှာအကုသိုလ်တွေအများကြီးဖြစ်အောင်လုပ်ပြီးတော့ဒါနပြုတဲ့လူတွေဟာတဲ့ဖြစ်လျာဘဝပစ္စည်းတော့ပေါ်တယ်ဒါပေမဲ့အဲ့ဒီပစ္စည်းကဘလို့ပေါ်တာလဲဆိုတော့အကုသိုလ်လုပ်ငန်းထဲမှာပစ္စည်းပေါ်တတ်တယ်တဲ့လှုပ်တုံးကအကုသိုလ်တွေခြံရံပြီးတော့လှုပ်တဲ့အတွက်ကြောင့်သူလူဖြစ်လာပြီဆိုရင်ကောင်းတာလုပ်ရင်သူအကျိုးမပေးဘူးစိတ်ဝင်စားတယ်ကောင်းတယ်နော်ကံတွေကမကောင်းတာလုပ်ရင်သူအင်မတန်အကျိုးပေးတယ်ဘာလို့သူ့မှာအင်မတန်အောင်မြင်တယ်အဲ့ဒီလိုမကောင်းတဲ့လုပ်ငန်းတွေနဲ့အောင်မြင်တယ်အကြီးပွားတယ်ဆိုတဲ့လူတွေဟာအရင်ဘဝတုန်းကသာဝိဇ္ဇဒါနကုသိုလ်ရှင်နေလို့ခံမှန်းလို့ရတယ်အဲ့တော့ဒီဘဝအကျိုးပေးနေတာဆိုတော့ကိုကမပြစ်နိုင်ဘူးဒီလုပ်ငန်းကြီးမကောင်းမှလည်းသိတယ်ဒါပေမဲ့အကျိုးပေးနေတာဆိုတော့မပြစ်နိုင်ဘူး
ကြာလေးနှစ်လေးနှစ်သွားတဲ့သဘောကြောက်เสียမကောင်းဘူးလားကြောက်เสียကောင်းတယ်နော်ဒါကြောင့်တာဝိဇ္ဇဒါနတဲ့အနာဝိဇ္ဇဒါနကမြတ်တယ်ဟုတ်ရဲ့လားအေးနောက်ထပ်တွဲထပ်ပြောမယ်အဲ့ဒါကဘာလဲဆိုတော့ပုဂ္ဂလိကဒါနတဲ့တန်ခိကဒါနကမြတ်တယ်တဲ့ဘိသက်တို့စိတ်ကိုဝင်စားလားမသိဘူးပုဂ္ဂလိကဒါနတဲ့တန်ခိကဒါနကမြတ်တယ်တဲ့အသေးစိတ်ရှင်းစရာမလိုဘူးဒီလူတွေဉာဏ်ရှိပြီးသားပုဂ္ဂလိကဒါနဆိုတာကပုဂ္ဂိုလ်ကိုရည်ရွယ်ပြီးတော့ပုဂ္ဂိုလ်ဇွဲနဲ့လှူတာဒီဘုန်းကြီးကိုကြည်ညိုတယ်ဒီလူကိုမေတ္တာရှိတယ်ဒါကြောင့်ဒီလူကိုဒီဘုန်းကြီးကိုပေးမယ်အဲ့ဒါပါလေပုဂ္ဂလိကဒါနတန်ခိကဒါနဆိုတာကပုဂ္ဂိုလ်ကိုမစွဲဘူးတသာသနာလုံးမှာရှိတဲ့တန်ဃာတွေရဲ့ဂုဏ်အရိယာတန်ဃာရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့တန်ဃာဂုဏ်ကိုရည်မှန်းပြီးတော့လှူလိုက်တာအဲ့ဒါကတန်ခိကဒါနအဲ့ဒီမှာတန်ခိကဒါနသည်ပုဂ္ဂလိကဒါနတဲ့အစာပေါင်းများစွာမြတ်တယ်ကုံရတာချင်းအတူတူနော်အဲ့ဒါကိုဆရာတော်ကြီးကဘယ်လိုရှင်းပြလဲဆိုတော့လှူတဲ့လူမှလည်းပဲငါလှူထားတာကောင်းကောင်းမှသုံးတာဟုတ်ရဲ့လားလို့အဲ့ဒါလို့နောက်ပိုင်းရှုပ်เสียမလို့အလှူခံတဲ့ပုဂ္ဂိုလ်မှလည်းပဲငါ့ကိုဘယ်သူကလှူထားတာလို့သူစဉ်းစားเสียမလို့ဘူးအလှူရှင်ကိုအားနာเสียမလို့ဘူးတန်ခိကဒါနကြတော့သူကတန်ဃာကိုလှူထားတဲ့ပစ္စည်းသူလည်းပိုင်တယ်ဆိုပြီးတော့သုံးတာရဲတင်းတင်းတန်ရောစင်တယ်ပုဂ္ဂလိကဒါနကြတော့အလှူရှင်ကလည်းပဲအလှူခံဘောကိုတန်ရောစင်မပြတ်ဘူးအလှူခံကလည်းသူတို့ကလှူထားရတာဆိုသူတို့မျက်နှာကြည့်နေရတယ်တန်ရောစင်တွေအမြင်တန်းတယ်နော်တန်ခိကဒါနကြတော့အဲ့ဒါမျိုးမရှိဘူးဒါကြောင့်တန်ခိကဒါနသည်ပုဂ္ဂလိကဒါနတဲ့အများကြီးမြတ်တယ်ကြိုးစားပြီးတော့လုံနိုင်ဖို့လိုတယ်ခုဦးဇင်းတို့တရားတော်မတို့သာသနာတွင်မှာဆိုတော့တန်ဃာတွေနဲ့မကင်းနိုင်ဘူးလှူရင်တော့တန်ဃာတွေပဲများများလှူကြတာပဲလေအဲ့ဒီလိုလှူတဲ့နေရာမှာတန်ခိကဒါနဖြစ်အောင်လှူတတ်ဖို့အရေးကြီးတယ်အဲ့ဒါကိုမင်းကွန်းစတော်ကြီးကဘယ်လိုညွှန်ပြလဲဆိုတော့ဘုန်းကြီးတစ်ပါးမှာကိုယ်အိမ်ရောက်လာတယ်တီလားမရှိဘူးလို့သိတယ်ဆိုအောင်တော့တန်ခါကုံကိုရည်မှန်းပြီးတော့လှူရမယ်ဆိုရင်တန်ခိကဒါနဖြစ်တယ်ဟာဒီဘုန်းကြီးတီလားမရှိဘူးလို့သိရတဲ့တပည့်တော်တို့ကတန်ခါကုံကိုဘယ်လိုလုပ်မှန်းတတ်ပါမတုံးလို့အဲ့ဒါလို့မပြောနဲ့အခုဦးဇင်းတို့မြတ်စွာဘုရားကိုရှစ်ခိုးနေတာကဘုရားအစ်စ်ကိုရှစ်ခိုးတာလားရည်မှန်းပြီးတော့ထုလုပ်ထားတဲ့ရုပ်ပွားတော်ကိုရှစ်ခိုးတာလားအဲ့ဒါကိုရှစ်ခိုးရင်းနဲ့တကယ်စိတ်ထားတဲ့တော့ဘုရားအစ်စ်စီတတ်တော်ထင်ရှားမြတ်စွာဘုရားဒီကိုအာယုံရောက်အောင်ရှစ်ခိုးနိုင်ရတယ်မဟုတ်လားအေးအဲ့ဒါလိုမျိုးလုပ်တတ်ရမယ်တဲ့ဥပမာလေးနဲ့ပြောတာနော်ကိုရှိမှရောက်နေတဲ့တန်ဃာတော်သည်တန်ဃာအားလုံးရဲ့ကိုယ်စားတနည်းအားဖြင့်ဘုရားရဲ့ကိုယ်စားရုပ်ပွားတော်လို့သဘောထားပြီးတော့နော်ဘုရားလက်ထက်ကဆင်းသက်လာတဲ့အရိယာတကယ်တန်ဃာအစစ်တန်ဃာမှန်ကြီးတွေရဲ့ဂုဏ်ကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာတော်ကိုဆက်လက်ပြီးတော့လက်ဆင့်ကမ်းနေကြတဲ့ပုဂ္ဂိုလ်တွေလို့တန်ဃာရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့လှူလိုက်မယ်ဆိုရင်တန်ခိကဒါနဖြစ်တယ်စိတ်ထဲကရုပ်သလားမြတ်သလားလို့စဉ်းစားနေတာကိုကစပြီးတော့ကိုယ့်ရဲ့အကျိုးကိုငဲ့နေတာကိုတစ်ချိန်ချိန်မှာအကျိုးနည်းနည်းလေးရမှာစိုးနေတာအဲ့ဒါကိုဥစဉ်ပြီးတော့ရှင်းပြမယ်အဲ့ဒီလိုမျိုးပုဂ္ဂိုလ်ကိုဆွဲပြီးတော့ပုဂ္ဂိုလ်ရဲ့ဂုဏ်အနှိမ့်အမြင့်ကိုစိတ်ထဲကစဉ်းစားနေသေးတယ်ဆိုရင်ကိုအဲ့ဒီဒါနသည်သိအဆင်မရှိဘူးဟုတ်လားဒါပေမဲ့ဦးဇင်းတို့အခုတန်ခိကဒါနအကြောင်းလေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာလေးဆက်ပြီးတော့ပြောမယ်အဲ့ဒီအယုတ်အလတ်အမြတ်ကိုတရားရဲ့ဏိဂုံးပိုင်းကြမှာဦးဇင်းပြောပြမယ်ဟုတ်လားအခုပြောမှာကဘာလဲဆိုတော့အင်မတန်တော်တဲ့ဒကာကြီးတယောက်အကြောင်းပြောပြမယ်မြတ်စွာဘုရားလက်ထက်ကဟတ္ထိရွာသားတဲ့ဆင်ရွာပေါ့လေတကြွယ်ရဲ့နာမည်ကဥက္ခတဲ့အဲ့ဒါမြတ်စွာဘုရားကယဟန်တော်တွေကိုဟောတယ်ချစ်သားတို့ဟတ္ထိရွာသားဥက္ခတကြွယ်ဟာအံ့ဩဖွယ်ကောင်းတဲ့အရှက်ချစ်ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဒါလေးပြောပြီးတော့မြတ်စွာဘုရားကကဏ္ဍကုရီတွေပြန်ကြွသွားတာအကျေမပြောဘူးအဲ့ဒီမှာယဟန်တော်တစ်ပါးကစိတ်ဝင်စားပြီးတော့အဲ့ဒီတက္ကကြီးအိမ်ကိုကြွသွားတာအဲ့ဒီယဟန်တော်ကကြွသွားပြီးတော့တက္ကကြီးတဲ့မြတ်စွာဘုရားကတင့်ကိုဂုဏ်၈ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဟောတယ်တဲ့တင့်မှာဘယ်လိုဂုဏ်တွေရှိတာတော့ငါ့ကိုပြောပြပါအဲ့ဒီတော့ဥက္ကဋ္ဌကျေကအရှင်ဘုရားမြတ်စွာဘုရားကတပည့်တော်မှာဂုဏ်၈ပါးနဲ့ပြည့်စုံတယ်ဆိုတာဘာတွေကိုရည်ရွယ်ပြောတယ်တော့တပည့်တော်မသိဘူးတဲ့
ဒါပေမဲ့တပည့်တော်ကိုယ်တိုင်သိတဲ့တပည့်တော်ရဲ့ဂုဏ်၈ပါးကတော့ဒီလိုရှိတယ်ဆိုပြီးတော့သူကိုယ်တိုင်ပြောပြအဲ့ဒါဘာလဲဆိုတော့တပည့်တော်ဗျာတဲ့ဥယျာဉ်ထဲမှာတောက်စားမူးယူပြီးတော့နေတာအဲ့ဒီအချိန်မှာပဲဥယျာဉ်ထဲမှာမြတ်စွာဘုရားကိုတပည့်တော်ပထမဆုံးဖူးရတယ်အဲ့ဒီလိုဘုရားကိုဖူးလိုက်ရတာနဲ့မြင်လိုက်ရယုံမြတ်နဲ့တခါတည်းအမူးတွေတန်းပြေသွားတယ်တဲ့ဘုရားကိုမြင်တာနဲ့ဘာဖြစ်သွားတယ်အမှုတွေအကုန်လုံးပြေပြီးတော့ကြီးကြီးလင်းလင်းဖြစ်သွားတယ်အဲ့ဒါတပည့်တော်ရဲ့ပထမအံ့ဩဖွယ်တဲ့ဘုရားဖူးလိုက်ရတာနဲ့နောက်ဒုတိယအံ့ဩဖွယ်ကဘာလဲဆိုတော့အဲ့ဒီလိုအမှုပြေပြီးတော့ဘုရားရှိတခါတည်းတန်းရောက်တရားနာလိုက်တာနဲ့သောတာပန်တခါတည်းတန်းဖြစ်ပြီးတော့အဲ့ဒီနေရာတွင်တပည့်တော်ဟာဗြဟ္မစရိယပြင်စမတိလကိုတပည့်တော်ဆောက်တည်လိုက်တယ်တဲ့ဗြဟ္မစရိယပြင်စမတိလဆိုတာဘာပြောတာလဲဆိုတော့၅ပါးတိလမှာကာမေတုမိစ္ဆာစာရနေရာမှာအဗြဟ္မစရိယသိက္ခာပုဒ်ကိုထည့်လိုက်တာဒီလောက်ပြောရင်ဒီလူတွေသဘောပေါက်တယ်ဒါပေမဲ့လူငယ်တွေသဘောပေါက်မှဆိုလို့နည်းနည်းပြောမယ်ကာမေတုမိစ္ဆာစာရဆိုတာကကိုမပိုင်တဲ့ကာမမှာမှားယွင်းတာအဗြဟ္မစရိယသိက္ခာပုဒ်ကိုစောင့်ထိန်တာကပိုင်နဲ့မပိုင်တဲ့ကာမနှစ်မျိုးလုံးကိုမမိဝဲတာသဘောပေါက်တယ်နော်အဲ့ဒါသူ့ရဲ့ဒုတိယအံ့ဖွယ်အဲ့ဒါနဲ့သူအိမ်ပြန်လာတယ်အိမ်လဲရောက်တော့သူ့မှာမိန်းမ၄ယောက်ရှိတယ်အဲ့ဒီမိန်းမ၄ယောက်ကိုခေါ်ပြီးတော့နှမတို့ငါကတော့ဒီလိုသိက္ခာပုဒ်တွေစောင့်ထိန်လာတယ်အဲ့ဒီတော့ငါရဲ့အိမ်မှာမောင်လိုနှမလိုနေနိုင်တယ်ဆိုရင်လည်းငါမင်းတို့ကိုစောင့်ရှောက်မယ်နေကြဒါမှမဟုတ်ဒီပြင်အိမ်မိဘအိမ်ပြန်ကျင်တယ်ဆိုရင်လည်းပြန်ကြဒါမှမဟုတ်ဒီပြင်ယောက်ျားတစ်ယောက်ယောက်ကိုပေးပေးပါဆိုရင်လည်းပေးပေးမယ်ပြောကြိုက်တာအဲ့ဒီလိုပြောတော့အကြီးဆုံးတက္ကမကြီးကသူ့ကိုဘယ်ယောက်ျားကိုပေးပါလို့ပြောတယ်တဲ့အံ့ဩစရာကောင်းတယ်နော်အဲ့ဒါနဲ့အဲ့ဒီဥက္ကဋ္ဌကြီးကအဲ့လိုဆိုသွားအဲ့ဒီဟာကိုသွားခေါ်ကြည့်အိမ်လေးရောက်လာပြီဆိုတော့အဲ့ဒီမိန်းမကိုလက်ဆွဲပြီးတော့ရေသက်ချပြီးတော့တခါတည်းပေးလိုက်တယ်လိုက်သွားဆိုအဲ့ဒီလိုလဲပေးလိုက်တာသူ့စိတ်ထဲမှာဘာမှဖြစ်မလာဘူးတဲ့အဲ့ဒါသူ့ရဲ့တတိယမြောက်အံ့ဩဖွယ်ဟုတ်ရဲ့လားအေးနောက်သူ့ရဲ့၄ခုမြောက်အံ့ဩဖွယ်ကဘာလဲဆိုတော့သူ့အိမ်မှာရှိတဲ့ပစ္စည်းဥစ္စာတွေကိုတဲ့အဲ့ဒီနေ့ကစပြီးတော့သီလရှိတဲ့သီလဝန္တယဟန်တွေနဲ့ဘုံပစ္စည်းလို့အတူတူသုံးဆွဲပါတယ်ငါဟာလို့သူမထားဘူးအဲ့ဒါနံပါတ်၄သူ့ရဲ့အံ့ဩဖွယ်နောက်နံပါတ်5အံ့ဩဖွယ်ကဘာလဲဆိုတော့ယဟန်တော်တွေနဲ့တွေ့ပြီဆိုရင်သူရိုးရိုးသေးသေးရှ िख ိုးတယ်တရားဟောတယ်ဆိုရင်လည်းရိုးရိုးသေးသေးနာတယ်တကယ်လို့အဲ့ဒီယဟန်တော်ကတရားမဟောဘူးဆိုရင်သူကအဲ့ဒီယဟန်တော်ကိုတရားဟောတယ်တဲ့ကဲဒကာကြီးတို့လိုက်နာကြရတော့ဒါကတော့ဟုတ်လားဘုန်းကြီးတွေနဲ့တွေ့ရင်ရိုးသေးတယ်တရားဟောရင်တရားနာတယ်တကယ်လို့မဟောဘူးဆိုရင်သူကဟောတယ်တဲ့ဒါလည်းအခြေအနေကြည့်ပြီးတော့လုပ်ကြဟုတ်လားအေးအဲ့ဒါသူ့ရဲ့ပါလေပြင်စမမြောက်အံ့ဩဖွယ်နောက်6ခုမြောက်အံ့ဩဖွယ်ကဒီနေရာမှာပြောလို့ရင်းပဲအဲ့ဒါပါလေဆိုတော့တကြွယ်ကအရိယာပုဂ္ဂိုလ်ဆိုတော့အိမ်မှာတန်ဃာတွေကအမြဲတမ်းကြွတယ်သူကလည်းအမြဲတမ်းလှူတယ်အဲ့ဒီလိုဘုန်းကြီးတွေတန်ဃာတွေကြွလာပြီဆိုရင်နတ်တွေကလာပြောတာတဲ့သူ့ကိုဘာပြောတုံဆိုတော့တကြွယ်ဘယ်ဘုန်းကြီးကတော့လုံးဝသီလမရှိဘူးအဲ့ဒါဒုသီလကြီးဟုတ်လားဘယ်ဘုန်းကြီးကတော့အရိယာဗျာဘယ်သူကတော့သောတာပန်ဘယ်သူကတော့သံပင်ညင်ရတယ်အကုန်ပြောတာပြောတော့သူကအဲ့ဒါလည်းမှတ်ထားဒါပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီဘုန်းကြီးတွေကိုဒုသီလတွေယဟန္တာတွေသူ့စိတ်ထဲမှာဘာမှထူးခြားမှုမရှိဘူးတဲ့လှူတော့ဒီတိုင်းပဲကြီးကြီးလင်းလင်းလှူလိုက်တာပဲတဲ့အံ့ဩစရာကောင်းတယ်နော်မသိလို့လှူလိုက်တာလားသိရတဲ့သူစိတ်ကိုတပြေးညီတယ်ထားနိုင်တာလားသိရတဲ့ထားနိုင်တာနတ်တွေကလာပြောတာတဲ့အဲ့ဒါကိုသူကဘာမှမဖြစ်ဘူးအေးစစ်စစ်ပဲအဲ့ဒါလို့ထားနိုင်တာတန်ခိကဟုတ်လားဒီရှိမှရှိနေတာတန်ဃာလို့ပဲသူကအာယုံပြုတ်လိုက်တာဘယ်သူတွေဘဝတွေသူ့အရှင်ကပါသူ့ရဲ့စိတ်ဓာတ်ကပါဘာမှမဝေဖန်ဘူးနော်အဲ့ဒီလိုအဲ့ဒီလူရဲ့အည်အသွေးဂုံတွေကိုဘာမှမလိုက်ဖဲနဲ့ဒါတန်ဃာပဲတော့ပြီအဲ့ဒါပါလေတန်ခိကဒါနဆုံးအောင်တော့ပြောမယ်နော်9ခုမြောက်နဲ့10ခုမြောက်အံ့ဖွယ်ရှိတယ်9ခုမြောက်ကဘာလဲဆိုတော့အဲ့ဒီလိုပဲနတ်တွေကသူ့ကိုလာပြီးတော့ပြောတယ်တဲ့တကြွယ်မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေဟာသုခာတတကယ်ကောင်းကောင်းဟောထားတာအကုန်မှန်တာကြီးပဲလို့ပြောတယ်တဲ့အဲ့ဒါလိုပြောတော့တကြွယ်ကအဲ့ဒီနတ်ကိုပြန်ပြောတယ်အရှင်ပြောသည်ဖြစ်စီမပြောသည်ဖြစ်စီဘုရားရဲ့တရားဟာ
ကောင်းကောင်းဟောထားတယ်ဆိုတာငါသိတယ်နှစ်ပြောလို့ယုံတာမဟုတ်ဘူးပေါ့ဗျာဆိုလိုတာကအဲ့ဒီမှာသူကဘာဆက်ပြောတုံးဆိုတော့အဲ့ဒီနတ်တွေကိုအဲ့ဒီလိုလဲပြောပြီးရောသူ့ရဲ့စိတ်ထဲမှာငါဟာနတ်နဲ့စကားပြောရတယ်ဆိုပြီးတော့စိတ်ကြီးဝင်တဲ့သဘောစိတ်ပြောင်းလဲတဲ့သဘောတက်ကြွတဲ့သဘောသူ့မှာလုံးဝရှိဘူးတဲ့အဲ့ဒါသူ့ရဲ့ခုနှစ်ခုမြောက်အံ့ဩဖွယ်ဟုတ်လားရှစ်ခုမြောက်အံ့ဩဖွယ်ကဘာလဲဆိုတော့အရှင်ဘုရားတဲ့ခုနယဟန်လေးကိုရှောက်နေတာနော်တပည့်တော်ကမြန်တကယ်လို့မြတ်စွာဘုရားရဲ့အရင်သေသွားတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဟောဒီဥက္ကတကြွေဟာကာမဘုံကိုတခါပြန်မလာတော့မဲ့ပုဂ္ဂိုလ်လို့ပြောခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါအံ့ဩစရာမရှိပါဘူးတဲ့ဘာပြုလို့လဲဆိုတော့တပည့်တော်ဟာဩရံဘာကိယတန်ရောရှင်၅ပါးကိုပယ်ထားတဲ့အနာဂံပုဂ္ဂိုလ်ဖြစ်နေလို့ပဲတဲ့အဲ့ဒါသူတရားတွေကတက်သွားတာသိလားအေးအဲ့ဒါသူ့ရဲ့အံ့ဘွယ်၈ပါးအဲ့ဒီတော့ပေးသက်ပေါင်းသူတော်ကောင်းတို့အဲ့ဒီဥက္ကတကြွယ်ကြီးတို့ရဲ့နီးကိုမှီပြီးတော့ပုဂ္ဂလိကဒါနထက်မြတ်သောတန်ခိကဒါနဖြစ်အောင်ကြိုးစားရမယ်နောက်ထပ်တခါကြီးတယောက်အကြောင်းပြောပြအောင်မယ်အဲ့ဒါကဇဗုဒိတ်ကျွန်းမှာလို့စာထဲမှာတော့အဲ့လိုပဲပါတယ်အဲ့ဒါသူကဦးဇင်းတို့စေရဓမ္မဲပေါ့လေစေရဓမ္မဲဆိုတာကြတဲ့ဘုန်းကြီးကိုလှူလိုက်တာလေတခါကြီးတို့သိတယ်နော်အဲ့ဒါတန်ခိကဒါနနော်ဘယ်ဘုန်းကြီးလို့ရည်ရွယ်ပြီးတော့ပြင်တာမဟုတ်မဲကြတဲ့ဘုန်းကြီးကိုလှူလိုက်တာအဲ့ဒါသူကဘုန်းကြီးเจ้าနဲ့လည်းနီးတယ်အဲ့ဒါသူ့အိမ်ကိုဘုန်းကြီးတစ်ပါးကြွလာတယ်အဲ့ဒီဘုန်းကြီးကသူဓာတ်တိအစင်းတိဘုန်းကြီးဖြစ်နေတယ်လုံးဝသီလမရှိတဲ့ပါရတိကကြပြီးသားဒုတိလကြီးသိတယ်ဒါပေမဲ့ဒီကျေကဖျားကိုပြုစုသလိုမျိုးပြုစုတယ်တဲ့ခြီတွေပါတွေနဲ့ခြေထောက်တွေပါတွေပုတ်တက်ပြီးတော့ဘေးဆွန်တွေပါတွေကောင်းကောင်းကတ်လိုက်တယ်ဘေးကလူတွေလည်းအံ့ဩနေအဲ့ဒါနဲ့အဲ့ဆွန်ကျွေးပဲလည်းပြီးရောနေ့လေရောက်ပြီးညနေဆောင်လေးရောက်ပြီးဆိုတော့အဲ့ဒီဒုတိလကြီးကမနေ့တုန်းကသူ့တီလာပြီးတော့အလှခံတဲ့ဒုတိလကညနေဆောင်တော့ကျရောက်လာပြီးတော့ကြောင်းပြင်ဖို့အတွက်ဆိုပြီးတော့ပေါက်တူးလာငါအဲ့ဒီတကားစီကိုလာငါတော့တကားကလည်းအဲ့ဒီပေါက်တူးနာမှာအလုပ်တစ်ခုလုပ်နေတော့အဲ့ဒီဘုန်းကြီးကိုအဲ့ဒီပေါက်တူးကိုခြေထောက်နဲ့ကော်ပြီးတော့ပြစ်ပေးလိုက်တယ်တဲ့အဲ့တော့ဘေးကလူတွေကနားမလဲဘူးဘလို့တော့မနေ့တုန်းကတော့ဒီဘုန်းကြီးကိုပဲဖျားပြုစုသလိုပြုစုတာအခုကျတော့ပေါက်ပြားကိုခြေထောက်နဲ့ကော်ပြီးတော့ပေးလိုက်တာဘာဖြစ်တာလဲအဲ့တော့အဲ့ဒီတကြွအဲ့ဒီပုဂ္ဂိုလ်ကအဲ့ဒီတကားကရှင်းပြတယ်ငါကမနေ့တုန်းကအဲ့ဒီဘုန်းကြီးကိုပြုစုတာမဟုတ်ဘူးငါကတန်ဃာကိုပြုစုတာလို့ပြောတယ်တဲ့အခုငါဆက်ဆံတာကတော့တန်ဃာကိုဆက်ဆံတာမဟုတ်ဘူးဒုတိလကိုဆက်ဆံတာလို့ပြောတယ်တဲ့အဲ့ဒါကိုလည်းပဲဆရာကြီးကရေးထားတယ်ဦးဇင်းကစုံအောင်လို့မြန်မြန်လေးပြောနေတာနော်အဲ့တော့တရားဓမ္မပေါင်းသူတော်ကောင်းတို့သာသနာနဲ့တွေ့ကြုံတဲ့အခါမှာအသိဉာဏ်တွေရနိုင်ခွင့်ရှိတဲ့အချိန်မှာအသိဉာဏ်ကိုတတ်နိုင်သမျှရအောင်စီးပူးပြီးတော့ပုဂ္ဂလိကဒါနထက်မြတ်သောတန်ခိကဒါနကိုစီးပူးနိုင်ရမယ်အေးနောက်ဆုံးတွဲအဲ့ဒါကဘာလဲဆိုတော့ဒါသဒါနနဲ့ဘုစိတ်ဒါနဒါသဒါနဆိုတာကကျွန်အလှဘာအလှဘုစိတ်ဒါနဆိုတာကတော်လှန်တဲ့သခင်အလှဟုတ်လားအဲ့ဒါဘာလဲဆိုတော့လှူပြီးတဲ့နောက်ဒီကုသိုလ်ကောင်းမှုနဲ့ငါဘာတွေရကျင်လိုက်တာလို့လူစည်းစိမ်နတ်စည်းစိမ်ဘဝတံပတ္တိဘောဂတံပတ္တိကိုတောင့်တပြီးတော့လှူရင်ဒါသဒါနတသံလျာလုံးကစပြီးတော့မိမိကိုသခင်စိုးတယောက်အနေနဲ့အုပ်စုလာတဲ့တဏှာကိုတော်လှန်ပြီးတော့တဏှာကနေလွတ်ရနိဗ္ဗာန်ကိုရကျင်တဲ့စိတ်နဲ့လှူရင်ဘုစိတ်ဒါနဒါနထဲမှာအဲ့ဒါအရေးအကြီးဆုံးအတွဲပဲနော်တခါကြီးဒီမိုင်းများဒါကြောင့်မို့လို့ဒါသဒါနကျွန်အလှတွေမဖြစ်စေရဘူးဘုစိတ်ဒါနသခင်အလှဖြစ်အောင်ကြိုးစားရမယ်အဲ့ဒါကိုဦးဇင်းတို့လေဒီဆိုတော်ဘုရားကြီးကိုသူတို့ခေတ်ကဂုံတေရှိတဲ့စေကြီးဥတော်ဆိုတဲ့တခါကြီးကမေးဘူးတယ်အရှင်ဘုရားတဲ့နိဗ္ဗာန်နဲ့တမ္ပတ္တိကိုတွဲပြီးတော့ရကျင်တဲ့စိတ်နဲ့ပြုရင်ပါရမီမြောက်ပါမလားတဲ့ဆိုလိုတာကနိဗ္ဗာန်ကိုလည်းရခြင်းနဲ့နိဗ္ဗာန်မရခင်စัจ जा မှာဘဝမှာလည်းကောင်းကောင်းမွန်မွန်ခံစားခြင်းပါတယ်စံစားခြင်းပါတယ်ခုတခါသမားတို့ဦးဇင်းတို့တောင်းနေတဲ့ဆုမျိုးတွေနော်အဲ့ဒါလိုနိဗ္ဗာန်နဲ့ပြည့်စုံမှုကိုနှစ်ခုတွဲပြီးတော့တောင်းတပြီးတော့လုပ်တဲ့ဒါနသည်ပါရမီမြောက်ပါသလားလို့မေးတာမေးတော့ဆရာကြီးကမျှမျှတတဖြေတယ်ပါရမီတော့မြောက်ပါတယ်သို့တော်တဲ့ဟောသို့တော်လေးပါတယ်နော်ပါရမီကတော့ပါလေမြောက်တယ်တဲ့သို့တော်တဲ့အင်မတန်နှင်းနှီးကွေးကွေးနိဗ္ဗာန်ရလိမ့်မယ်တဲ့
အဲ့ဒါကိုဆရာတော်ကြီးကဘာကိုအထောက်ထားပြလဲဆိုတော့ဇောတိကတထေးကြီးကိုထောက်ပြတယ်ပိဋကတို့ကြားဘူးတယ်နော်ဇောတိကတထေးကဦးဇင်းတို့ဝိပဿနာမြတ်စွာဘုရားမပွင့်ခင်ကတ္တပသာသနာ့ဘကာလမှာညီကို2ယောက်ရှင်ပြည့်စေကဗုဒ္ဓတပါးကိုကြံရည်တွေလှူရတာလေလှူတဲ့အခါကျတော့အကိုဖြစ်တဲ့လူကတော့အရှင်ဘုရားသိတဲ့တရားကိုသိပါရစေဒါပဲဆုတောင်းဇောတိကတတိဖြစ်လာမဲ့ညီကနည်းနည်းပေရှိတယ်အရှင်ဘုရားသိတဲ့တရားကိုသိပါရစေမသိသေးခင်စัจ जा မှာလူစည်းစိမ်နတ်စည်းစိမ်အိုးနောက်ကနေဆက်နေတာအရှိကြီးဟုတ်လားအဲ့ဒါလို့အရှိကြီးဆက်တဲ့အတွက်ကြောင့်ဝိပဿနာမြတ်စွာဘုရားလည်းပွင့်ရောအကူကြီးကပွင့်တခါတည်းကျွတ်တန်းဝင်သွားရဟန္တာဖြစ်အဲ့ဒီမှာဇောတိကတတိမကျွတ်ဘူးတတိဖြစ်တာပဲနော်မကျွတ်ဘူးအဲ့ဒါဖယား6ဆူကြော်ပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကြတော့မှဇောတိကတတိရဲ့လို့လာပြီးတော့ပွင့်ကျွတ်တယ်အဲ့ဒီမှာဦးဇင်းတို့လေဒီစတော်ဘုရားကြီးကဘလို့သုံးတတ်တယ်လဲအဲ့ဒါအင်မတန်အဖို့တန်တယ်ဒါကိုမှတ်ရဘလို့သုံးတတ်တယ်လဲဆိုတော့ဒါနပြုတဲ့နေရာမှာတဏှာအစေးတက်အညှိတက်အချွဲတက်တွေကတ်နေမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီဒါနအကျိုးကြောင့်ပစ္စည်းတွေရလာတဲ့အခါမှာအဲ့ဒီပစ္စည်းတွေကိုလည်းတဏှာအစေးတက်အကြည့်တက်အချွဲတက်တွေနဲ့ကတ်နေအောင်မှာပဲတဲ့ဟုတ်လားလုံတုံးကတဏှာအစေးနဲ့ကတ်ခဲ့တဲ့အတွက်ကြောင့်ရတော့လေအဲ့ဒီပစ္စည်းတွေကိုအင်မတန်တွေ့တာတယ်တရားတွေနဲ့တွေ့သာသနာတော်နဲ့တွေ့သူတော်ကောင်းတရားနဲ့တွေ့လေဒီပစ္စည်းတွေဒီအတိုင်းဝိုင်းတွေကိုမခွာနိုင်ဘူးတရားဘက်ကိုမြန်မြန်မလိုက်နိုင်ဘူးတဲ့ကိုစဉ်းစားနော်ကိုပစ္စည်းတွေဘယ်လောက်တွေ့တာသလဲဆိုတာကိုတိုင်းကြည့်အဲ့ဒါတွေကိုတွေ့တာတယ်ဆိုရင်ရဖို့ကံလဲပါတယ်တွေ့တာခဲ့တဲ့စိတ်လဲငါထားခဲ့တယ်ဒါကြောင့်ဒါတွေကိုငါစွန့်ဖို့ခက်နေတာကိုမကောင်းဘူးလားအဲ့ဒီလိုဒါနပြုတဲ့အချိန်မှာတဏှာအစေးမကတ်စေပဲနဲ့ဘာမှမရခြင်းဘူးဒါသူတော်ကောင်းကြီးတွေလှုပ်တဲ့အလုပ်လို့မို့ကောင်းလို့မှုကိုလှုပ်တာဆိုလို့ရှိရင်တဏှာအစေးတဲ့မကတ်တော့တဏှာအစေးမကတ်တော့ရတော့လဲပြီးပြင်းရမယ်ပစ္စည်းတွေပေါ်မှာပဲနော်အဲ့ဒီပစ္စည်းသာပေါ်တာအဲ့ဒီပစ္စည်းကိုသိမ့်မတွေ့တာတရားနဲ့တွေ့ရင်အဲ့ဒီပစ္စည်းကိုလွယ်လေးသူစွန့်ထားခဲ့နိုင်တယ်အဲ့ဒီနှစ်ချက်အကြီးအကျယ်ကွာသွားတာနော်တခါကြီးမိုက်မြတဏှာအစေးနဲ့ကုသိုလ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပစ္စည်းတွေရပြီဆိုတော့အင်မတန်ဆွဲလန်းမှုကြီးတယ်တဏှာအစေးမကပ်ဖဲနဲ့ကုသိုလ်ပြုခဲ့တဲ့ပုဂ္ဂိုလ်ပစ္စည်းပေါ်တာချင်းတူတယ်သို့တော့အဲ့ဒီပစ္စည်းကိုဆွဲလန်းမှုမရှိဆွဲလန်းမှုနည်းတော့တတ်တာပေါ့ဟုတ်လားတရားနဲ့တွေ့ရင်တရားဘက်ကိုတခါတည်းသူလိုက်သွားနိုင်တယ်ဒီပစ္စည်းတန်ရောစင်နဲ့အမြင်တမ်းပြီးတော့မနေဘူးပေါ့ဟုတ်လားဒါကြောင့်ဒါနကောင်းမှုပြုတဲ့နေရာမှာတဏှာရဲ့ကျွန်အဖြစ်နဲ့ပြုရတဲ့ကုသိုလ်တဲ့တဏှာကိုတော်လှန်တဲ့ဘုစိတ်တသခင်ဒါနသည်မြတ်တယ်အဲ့ဒါအရေးကြီးဆုံးနော်တခါကြီးမိုက်များဒါကြောင့်ဒါနပြုတိုင်းဒါနရဲ့အကျိုးပေးတွေဘာတွေဆိုတာတွေပုဂ္ဂိုလ်ရဲ့ဂုဏ်တွေဘာတွေဆိုတာတွေကိုမစင်စားဘဲနဲ့သူတော်ကောင်းကြီးတွေပြုတဲ့ကောင်းတဲ့အမှုမို့ပြုတယ်နိဗ္ဗာန်ရခြင်းတဲ့စိတ်နဲ့ပြုတယ်ဆိုလို့ရှိရင်အင်မတန်မြင့်မြတ်တဲ့ဒါနကောင်းမှုဖြစ်ပါပြီဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့ဒါနနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရာလေးတွေပြောတယ်နော်တိလနဲ့ပတ်သက်ပြီးတော့ပြောเสียရကြံနေတဲ့အတွက်ကြောင့်ဒါနကိုဒီလောက်နဲ့ရက်ရအောင်ဟုတ်လားခုနတုန်းကသူမိတာရှင်ရသေးကတော့ဒါနနဲ့ပတ်သက်ပြီးတော့ဘယ်လိုစဉ်းစားသွားလဲရေနဲ့ပြည့်နေတဲ့အိုးကိုအဝါကိုမှောက်ချလိုက်သလိုမျိုးဒါနကောင်းမှုကိုအကျွင်းအကြံမရှိပြုရမယ်လို့သူကတော့သူ့ကိုယ်သူအဲ့ဒါလိုဆုံးမဟုတ်လားအဲ့ဒီလိုနီးနဲ့ဒါနကိုပြုမယ်ဆိုရင်သင်ဟာအရဟတမေဉာဏ်တပ္ပညုတဉာဏ်ကိုရလိမ့်မယ်လို့သူ့ကိုယ်သူပထမဆုံးမဟုတ်လားအေးဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့လည်းပဲဒါနပါရမီတည်းဟူသောမြင့်မြတ်တဲ့အလုပ်ကိုမြင့်မြတ်တဲ့ဘဝရတဲ့အခိုက်မှာစွမ်းနိုင်သမျှကြိုးစားကြဖို့ဦးဇင်းတို့တိုက်တွန်းပါတယ်ဟုတ်လားလှုပ်တဲ့နေရာမှာလည်းပဲလှုပ်တတ်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ပြောချင်တာတွေအများကြီးရှိတယ်သို့တော့နှစ်ပါးပြောမှဆိုတော့နှစ်ပါးစာခြံထားရတယ်ဟုတ်လားအေးဦးဇင်းတို့ဆက်ပြီးတော့သီလပါရမီနဲ့ပြောရအောင်နော်အဲ့ဒါကိုဦးဇင်းတို့သူမိတာရှင်ရသေးကပန်းပုံကြီးပေါ်ကနေပြီးတော့စဉ်းစားဆင်ញင်တာဒါနပါရမီကိုဒါစဉ်းစားလို့ပြီးသွားပြီလို့ဆိုကြပါစို့ဟုတ်လားအဲ့ဒါနဲ့သူဆက်ပြီးစဉ်းစားတယ်ဝိစီနံတောတတတခိဒုတိယံသီလပါရမေပုဗ္ဗကေဟိမဟေတိဟိအာသေးဝိတနိတေဝိတံဝ
ဝီစီနံတော်ဆက်၍စူးစမ်းဆင်ခြင်သည်ရှိသောတရားထိုအခါ၌ပုပ္ပကေဟိရှိ၌ဖြစ်ကုန်သောမဟေတိဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်အာတေဝိတနိတေဝိတံအဖန်မမဲမပြတ်မိဝဲတော်မူအပ်ကုန်သောဒုတိယနှစ်ခုမြောက်ဖြစ်သောသီလပါရမီသီလပါရမီကိုအတ္တခိတွေ့မြင်တော်မူပြီဆက်ပြီးတော့သူစဉ်းစားတယ်ဘုရားဖြစ်အောင်ပြုတတ်တဲ့တရားတွေကဒီဒါနတစ်ခုတည်းမဖြစ်နိုင်ဘူးဘာတွေများရှိသေးလဲလို့ပါရမီပဝိဇ္ဇယဉာဏ်နဲ့ဆက်ပြီးတော့စဉ်းစားလိုက်တော့ဒုတိယမြောက်သီလပါရမီကိုတွေ့တယ်တဲ့ဟုတ်လားဣမံတုံပထမန္တာဝတလံကတဝါသမာဓိယသီလပါရမီသီလပါရမီတံကိစ္စယတိဘောဓိပတ္တုမိတ်သတိသူမေရာပန္တိတအိုပညာရှိအမောင်သူမေရာတွင်သင်သည်ဘောဓိအရဟတမဉ္ဇတပင်ညုတညာလို့ဆိုရတဲ့ဘုရားအဖြစ်သို့ပတ်တုံရောက်လိုသည်ရှိသောယတိအိစ္ဆတိအကယ်၍အလိုရှိသည်ဆို냐အံဒုတိယနှစ်ခုမြောက်ဖြစ်သောဣမံဤသီလပါရမီကိုဒံလံကတ္တဝါမြဲစွာတမာတိယံဆောက်တည်ပါလောသီလပါရမီတံသီလပါရမီကိုကိစ္စပူရိဟိဖြည့်စည်းပါလောအိုအမောင်သူမိရာသင်ဖျားဖြစ်ခြင်းနဲ့ဆိုရင်ဒုတိယမြောက်ဖြစ်တဲ့သီလပါရမီကိုခိုင်ခိုင်မြဲမြဲဆောက်တည်ပြီးကျင့်သုံးပါလေလောလို့သူကိုယ်သူအဲ့ဒါလို့ဆုံးမတယ်တဲ့နော်အဲ့ဒါလို့ဆုံးမရင်းနဲ့အဲ့ဒီသီလနဲ့ပတ်သက်ပြီးတော့ခုနတုန်းကဒါနလိုပဲဥပမာလေးနဲ့ဆက်ပြီးတော့သူကိုယ်သူဆုံးမတယ်သီလနဲ့ပတ်သက်ပြီးတော့ဥပမာနော်ခုနတုန်းကဒါနနဲ့ပတ်သက်တဲ့ဥပမာလဲမေ့မပြည့်နဲ့နော်ရေပြီအိုးကိုမှောက်ချလိုက်သလိုမျိုးဟုတ်လားအခုသီလနဲ့ပတ်သက်ပြီးတော့သူဘာစဉ်းစားတော့ဆိုတော့ယထာပိစမရိဝါလံကိတမိန်ရှိပတိလကိတံဥပေတိမရဏံတထနဝေကောပေတိဝါလတေတတေဝစတုတုပုမေတုသီလာနိပရိပုရေယပရိရခတရာသီလံစမရိဝိယဝါလတေပန္တိတာသူမေရာအိုပညာရှိအမောင်သူမေရာယထာပိဥပမာအဖြစ်ငါစမရိမြည်သောသားကောင်းသည်ကိတမိန်တစုံတစ်ခု၌ပတိလကိတံညှိ၍နေသောဝါလံသူရဲ့အမိကိုရက္ခတိဆောင်ရှောက်၏ယထာအချင်းရ၌ပတိလကိတံကံကြီးသည်ဟောတိဖြစ်၏တထာထုကညိယာယ၌သာလင်မရဏံသေခြင်းသို့ဥပေတိရောက်၏ဝါလရင်သူရဲ့မြေစံကိုနဝီကောပေတိယထာအပြည့်အစည်းမခံတဲ့ကဲ့သို့ဒါလေးကဥပမာလေးစမရီဆိုတဲ့သားကောင်တစ်မျိုးရှိတယ်တဲ့ခြေလေးချောင်းတတ္တဝါအဲ့ဒါကိုပညာရှင်ကြီးတွေကစမရီဆိုတာတိဘက်မှာရှိတဲ့နွားတစ်မျိုးလို့တိဘက်နွားလားအမီဘွားဒီလိုပြောတယ်နော်စမရီဆိုတာကရှေးတုန်းကဘယင်မင်းမြတ်တွေမင်းမြောက်တစား၅ပါးမှာရက်အဖြစ်နဲ့အသုံးချနော်စမရီသားမီးဆိုတာအဲ့ဒီစမရီသားကောင်ဟာသူ့ရဲ့အမီးကိုအင်မတန်ချစ်တယ်ဘလောက်ထိချစ်တယ်လဲဆိုရင်သူတော်တဲ့ကိုကျက်စားရင်းနဲ့အစာရှာရင်းနဲ့တစုံတစ်ခုနဲ့သူ့ရဲ့အမီလေးညှိနေတယ်ဆိုရင် तू မယုံဘူးအဲ့ဒီအမီလေးပြက်သွားမှာဆိုလို့အဲ့ဒီညှိနေရင်မပြုံမချင်းဒီတိုင်းပဲရက်နေတယ်ဘလောက်ကြာအောင်ရက်နေလဲဆိုသေသည်အထိ तू ရက်နေတယ်အောစရာကောင်းတဲ့တတ္တဝါတစ်မျိုးပေါ့နော်အေးအဲ့ဒီစမရီသားကောင်ဟာသူ့ရဲ့အမီကိုအပြက်အစည်းမခံဘဲနဲ့အကယ်၍ညှိနေတယ်ဆိုရင်ညှိရအရက်မှာပဲအသေးခံလိုက်တော့တာနော်အဲ့ဒီဥပမာအတိုင်းပဲတဲ့တတေဝထုအတူသာလဲတွန်ပိသင်သည်လေးစတုသူလေးမျိုးကုံသောဘူမိတုသံဝရတို့ရဲ့တရားဘုံတို့၌သီလာနိသီလတို့ကိုပရိပူရေယဖြည့်ခြင်းမာလောစမရိမြည်သောသားကောင်းသည်ဝါလအမိကိုရခတိဣဝဆောင်းလျှောက်လေတဲ့ကဲ့သို့သီလံသီလကိုတပ္ပရာခါခသိမ့်ပရိရခါဆောင်းလျှောက်ပါလောမောင်တကယ်လို့ဖျားဖြစ်ခြင်းတယ်ဆိုလို့ရှိစမရိသားကောင်ဟာသူ့ရဲ့အမိကိုအသက်နဲ့လဲပြီးတော့ဆောင်းလျှောက်တယ်လို့မျိုးသီလဆိုတဲ့တရားကိုအသက်နဲ့လဲပြီးတော့သင်ဆောင်းလျှောက်ထိမ့်သိမ့်ပါလေလို့သူကအဲ့ဒါလို့ဆုံးမတယ်တဲ့ဒါသီလနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဖရာလောင်ကြီးရဲ့ဒါဖရာရဲ့ဏိဒန်းလို့တောင်ပြောလို့ရတယ်နော်ဖရာဖြစ်အောင်ကျင့်တဲ့နေရာမှာ
ဖရာအဖြစ်ကိုပြုတတ်တဲ့ဒုတိယမြောက်ပါရမီမြင့်မြတ်သောကျင့်စဉ်တနည်းအားဖြင့်ဒုတိယသဘာဝတစ်ခုပေါ့နော်သီလဟုတ်လားသီလဆိုတာဘာလဲဆိုလို့ရှိရင်ပင်ကိုယ်သဘောငကိုယ်သဘောလို့လည်းအဓိပ္ပာယ်ရတယ်တဲ့နော်ဆိုကြပါစို့တတ္တဝါတူကိုတတ်လိုက်တယ်ဆိုရင်ပင်ကိုယ်သဘောမရှိတော့ဟုတ်ရလားဒါလေးတွေချက်ထွင်ပြီးတော့စဉ်းစားနော်အဲ့ဒီလိုဦးဇင်းတို့သီလနဲ့ပတ်သက်ပြီးတော့အင်မတန်ပြောခြင်းပါတယ်အဲ့ဒီတော့ပြောတာလေးတွေကတော့တိုစီလေးတွေဦးဇင်းမှတ်စရာလေးတွေပဲပြောမှာနော်ဦးဇင်းတို့ပြီးတော့ခွေတွေပါတွေပြန်လာပြီးတော့ကိုညာနဲ့ကိုအခြေချက်ပြီးတော့စဉ်းစားပေါ့ဟုတ်လားအဲ့တော့ဒီသီလကိုဘာကြောင့်အရေးကြီးဒါနတဲ့အရေးကြီးတယ်နော်ဘာဖြစ်လို့အရေးကြီးလဲဆိုတော့သူ့ကြတော့အသက်နဲ့လဲခိုင်းတာသီလကြတော့ဘာနဲ့လဲခိုင်းလဲအသက်နဲ့လဲခိုင်းတာဘာဖြစ်လို့သီလကိုအသက်နဲ့လဲခိုင်းတယ်လဲဆိုတော့စောင့်ထိန်ရင်အင်မတန်အကျိုးကြီးတယ်မစောင့်ထိန်ရင်လည်းအင်မတန်အပြစ်ကြီးတယ်ဒါကြောင့်မို့လို့သီလဟာအရေးကြီးတယ်နှစ်မျိုးပြောတယ်နော်စောင့်ထိန်ရင်အင်မတန်အကျိုးကြီးတယ်မစောင့်ထိန်ရင်အင်မတန်အပြစ်ကြီးတယ်စောင့်ထိန်ရင်ဘယ်လောက်ထိအကျိုးကြီးမလဲဘုရားတို့အင်္ဂုတ္တပါဠိတော်မှာလာတဲ့မြတ်စွာဘုရားရဲ့ဒေသနာလေးကိုကိုးကားပြီးတော့ပြောပြသီလပြည့်စုံတယ်ဆိုလို့ရှိရင်သီလဆိုတာဘာလို့မပြောတော့ဘူးနော်ကိုယ်နဲ့နှုတ်ကိုစောင့်စည်းတာကာယကံဝစီကံအပြစ်ကင်းအောင်နေတာသီလဆိုတာတော့ဒီပိဋကကြီးသိတယ်နော်အဲ့ဒါအတွက်ဦးဇင်းတို့အချင်းကုန်မခံတော့ဘူးနော်အဲ့ဒီသီလကိုစောင့်စည်းမယ်ဆိုလို့ရှိရင်တဲ့ဘာဖြစ်လာလဲဆိုတော့ငါရဲ့တန်တန်မှာနှုသောပိဋိပါမောက္ခတရားတွေဖြစ်ပါစေလို့ဆန္ဒပြုเสียမလို့ဘူးတဲ့သီလပြည့်စုံရင်နှုသောပီတိဆိုတဲ့ပါမောက္ခတရားလေးတွေအလိုလိုဖြစ်လာတယ်နေလို့ထိုင်လို့ကောင်းလာဟုတ်လားအဲ့ဒီပါမောက္ခဆိုတဲ့နှုသောပီတိလေးဖြစ်လာရင်ရင်သောပီတိတသိမ့်သိမ့်တုံလှုပ်ပြီးတော့စိတ်ထဲမှာတိတိတန်တာခံစားရတဲ့ပီတိပေါ့နော်အဲ့ဒီပီတိဖြစ်ပါစေလို့ဆန္ဒပြုเสียမလို့အဲ့ဒီရင်တဲ့ပီတိအလိုလိုဖြစ်တယ်တဲ့အဲ့ဒီပီတိဖြစ်လာလို့ရှိရင်ပတ္တတိဖြစ်ပါစေလို့တောင်းတเสียမလို့ကိုယ့်ရဲ့စိတ်ရဲ့အေးချမ်းခြင်းပတ္တတိအလိုလိုဖြစ်တယ်ပတ္တတိဖြစ်လာလို့ရှိရင်ဒုက္ခဆိုတဲ့ချမ်းသာခြင်းအလိုလိုဖြစ်တယ်ဒုက္ခဆိုတာဖြစ်လာရင်တည်ငြိမ်ခြင်းတမာတိဆိုတာအလိုလိုဖြစ်တယ်အသေးစိတ်မပြောတော့ဘူးနော်တည်ငြိမ်ခြင်းတမာတိဖြစ်လာရင်အမှန်အကန်မြင်ခြင်းဆိုတဲ့အနိစ္စဒုက္ခအနတ္တကိုမြင်ခြင်းဆိုတဲ့ယထာဘူတဉာဏ်အလိုလိုဖြစ်တယ်ယထာဘူတဉာဏ်ဖြစ်ရင်နိဗ္ဗိဒာလောကကြီးဟာပြောเสียမဟုတ်တဲ့အတွက်ကြောင့်ပြောเสียမဟုတ်ဘူးလို့အလိုလိုသိတဲ့ဉာဏ်ဖြစ်လာတယ်နိဗ္ဗိဒာဉာဏ်ဖြစ်လာလို့ရှိရင်ဝိရာဂဆိုတဲ့မေဉာဏ်ဝိမု ക്തി ဆိုတဲ့ဖူဉာဏ်နောက်ဆုံးပြန်ပြီးတော့စဉ်းစားဆင်ခြင်တဲ့ပိဿဝက္ခဏဉာဏ်ဆိုတဲ့အဲ့ဒီမြင့်မြတ်မှုတွေဟာတိလကိုမှီပြီးတော့အစဉ်စဉ်တက်သွားတာဒါဥစဉ်အမြင့်ဆုံးကိုပြောပြတာနော်ဒါကြောင့်တိလသည်တမာတိပညာတို့ရဲ့တရားမြေကြီးနဲ့တောင်တူတယ်လို့ပြောတယ်ဟုတ်လားဘာနဲ့တူတယ်အရာအလုံးဟာမြေကြီးပေါ်မှာမှီပြီးတော့ထောက်တည်ထားရတယ်သူတော်ကောင်းတရားမှန်တယ်များသည်သီလပေါ်မှာတည်ရတယ်ခုနတုန်းကဒါနလည်းပဲသီလပေါ်မှာတည်ရတာပဲသီလမပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့ဒါနသည်သိပ်ပြီးတော့အယောင်မထွက်ဟုတ်ရဲ့လားဒါကြောင့်သီလဟာအင်မတန်အရေးကြီးတယ်အကျိုးတရားတွေအဲ့လိုရတယ်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာတော့မြတ်စွာဘုရားကဟောပါတယ်တခါပါတော့ဦးဇင်းတို့ ਨੇ အင်မတန်မှတ်သားစရာကောင်းတဲ့အဆုံးအမသီလပြည့်စုံလို့ရှိရင်နံပါတ်1မမေ့မလျော့မှုရှိတဲ့အတွက်ကြောင့်ပစ္စည်းဥစ္စာတွေအစုလိုက်အပြုံလိုက်တောင်ရနိုင်နေတယ်လူအများစုသိတာကဒါနာတော်ဘောဂဝါလှူခြင်းပစ္စည်းပေါ်တယ်ဆိုတာပဲသိတာနော်အခုဒီမှာသီလရှိရင်ဘာရမယ်လို့ပြောနေတော့ပစ္စည်းဥစ္စာတွေရမယ်ရတာမှမဟာတန်ကြီးကျယ်စွာသောဘောဂံစည်းစိမ်ဥစ္စာအဓိကိစ္စတိလွယ်လွယ်လေးရမယ်တကယ်ဆောင်ထိန်ရင်နော်နံပါတ်1ပစ္စည်းဥစ္စာတွေရမယ်နံပါတ်2ကလျာဏောကိတ္တိတ္တောအဘုကိစ္စတိကိုယ့်ရဲ့ကောင်းတဲ့သတင်းတွေဟာပတ်ဝန်းကျင်မှာအများကြီးပြန့်နှံ့နေတယ်နော်တခါကြီးမိုက်မြဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းကအကျေလေးပြောပြမယ်နောက်နံပါတ်3ပရိသတ်ကြားထဲသွားလို့ရှိရင်မျက်နှာမငယ်ရဘူးမျက်နှာအောက်မချရဘူးတာတာရရကြီးကြီးလင်းလင်းနဲ့တင့်နဲ့တဲတဲ့သိက္ခာရှိသွားနိုင်တယ်သီလရှိရင်ဟုတ်လားမရှိရင်ပြောင်းပြန်တွေးနော်မရှိရင်ပြောင်းပြန်အဲ့ဒါတခါတည်းဟောပြီးသားပဲတရားကအတူတူလေးတွေပြောနေတာမို့အချိန်ကုန်မခံတာဟုတ်လား
နောက်စတုထမြောက်သေတော့လည်းပဲကြီးကြီးလင်းလင်းသေရတယ်ငါအပြစ်ကင်းကင်းနေလာတာဘာကိုကြောက်ရမှာတော့သေမှာကြောက်တယ်ဆိုတာသီလမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အလုံးငါလိုသီလရှိတဲ့လူတစ်ယောက်ဒီဘာသေမှာမှကြောက်ရမလို့ဘူးလို့ရဲရှင်းတော့သေခြင်းနဲ့သေရအဲ့ဒီလိုကောင်းကောင်းသေတဲ့အတွက်ကြောင့်သူကတိဆိုတဲ့ကောင်းတဲ့ဘုံကိုရောက်သွားရောဘယ်နှမျိုးလဲ5မျိုးဟုတ်လားသီလမရှိရင်တော့ပစ္စည်းတွေအဆုလိုက်ပြုံလိုက်ကုန်ခန်းသွားမယ်ဟုတ်လားမကောင်းတဲ့အပုပ်နံ့တွေမကောင်းတဲ့ရင်တွေထွက်မယ်ဟုတ်လားပရိသတ်ကြားမှာမျက်နှာအောက်ချပြီးတော့ညှို့ညွန့်ငယ်ငယ်နဲ့နေရမယ်ဟုတ်လားတွေးတွေးဝေကြောက်ကြောက်လန့်လန့်နဲ့ငါတော့မှားခဲ့ပြီဆိုသေရမယ်နော်အဲ့လိုသေတဲ့အတွက်ကြောင့်အဲ့ဒီလိုပုံကူမျိုးလားရဒုက္ခတိကိုရောက်တတ်တယ်အခြေခံမကြဘူးလားအေးဒါကြောင့်မြတ်စွာဘုရားဒီဒေသနာတော်လေးအဲ့ဒီမှာဦးဇင်းတို့ကသီလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာကလျာဏောကိတ္တိတ္တောဆိုတဲ့ဟောပြောချက်ကလေးကိုသိသဘောကျတယ်သီလပြည့်စုံတယ်ကိုကျင့်တရားကောင်းတယ်ဆိုတဲ့လူတွေဟာသူတို့ရဲ့သတင်းတွေသူတို့ရဲ့ဂုဏ်တွေဟာနေရအနှံ့ပြားမှာရှိတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ရှင်အနန္ဒာတနေ့မှစဉ်းစားတယ်တဲ့ဩသဘယ်ပန်းနံလေးတွေမှုေးလိုက်တာစန္ဒကူးနံလေးတွေမှုေးလိုက်တာအဲ့ဒီအနံ့တွေဘလောက်ပဲမှုေးပါတယ်ပြောလေရဲ့အထက်ဖက်ကိုတော့မမှုေးနိုင်ဘူးလေသေးရာနောက်ကိုပဲမှုေးနိုင်တာအဲ့ဒီလိုလေအောက်လေညာအရက်ဒေတာအလုံးကိုမှုေးပြတ်နိုင်တဲ့အနံ့ဆိုတာဒီပြင်ရှိမြန်းရှိသေးလားမသိဘူးလို့သူစဉ်းစားနေတယ်အဲ့ဒီလိုစဉ်းစားရင်းနဲ့ငါစဉ်းစားနေလို့ဘယ်အဖြေထွက်မှာတော့ကဲလွယ်နီးပဲဖျားပဲသွားပြီးတော့မေးလိုက်တော့မယ်ဆိုတော့မြတ်စွာဘုရားဒီရောက်သွားတယ်ရောက်တော့အဲ့ဒီသူစဉ်းစားတာလေးကိုဘုရားကိုလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကရှိတာပေါ့လေအောက်လေညာအရက်၄မျက်နှာ၈မျက်နှာနေရာမရွေးပြန့်နှံ့နေတဲ့မှုေးပြန့်တဲ့ယနံ့ဆိုတာရှိအဲ့ဒါဘာလဲဆိုတော့သီလယနံ့ပဲတဲ့နော်နသန္တနံတကရဝပိဥပ္ပလံထဝိတိကိဒီကာထာလေးဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာရှိတယ်နော်အနံ့နေအများကြီးကိုကောင်းစေတဲ့ပန်းနံ့နေရှိတယ်ဟုတ်လားစန္ဒကုဏ္ဏနေတောင်စလပန်းနံ့နေနှင်းစီပန်းနံ့နေစပယ်တွေမြက်လေးတွေအကုန်ရှိတယ်အဲ့ဒီအနံ့ပေါင်းစုံနေတဲ့မှာသီလကံတော်အနုတ္တရောတဲ့ကိုကျင့်တရားဆိုတဲ့ယနံ့ဟာအမျက်ဆုံးအမွှေးဆုံးပဲနော်တပ္ပတိတံတပ္ပုရိသောပဝါယတိအလုံးစုံသောအရက်ဒေသမှာသူတော်ကောင်းတို့ရဲ့သီလတည်းဟူသောအနံ့ဟာမရောက်တဲ့နေရာမရှိဟုတ်ရဲ့လားနော်တခါကြီးမိုင်များအရေးကြီးတယ်နော်ကိုယ့်ရဲ့ကောင်းမြတ်တဲ့ယနံလေးမရောက်တဲ့နေရာမရှိဘူးကိုကျင်ကောင်းတဲ့လူဟာဒီလူကသိစိတ်ချရတယ်ဘယ်တော့မှမဟုတ်တာမလုပ်ဘယ်တော့မှမဟုတ်တာမပြောအားလုံးတို့ရဲ့စိတ်ထဲမှာအင်မတန်မျက်နှိုးတယ်ဘလောက်ပဲရုပ်လှလာနော်ကိုကျင်တရားသိမကောင်းဘူးလိန်ညာတတ်တယ်ကောက်ကျစ်တတ်တယ်ဆိုရင်အဲ့ဒီရုပ်ရည်ပိုင်ရှင်ကြည့်ရတာစက်တည်းရှိသိခါမရှိဟုတ်ရဲ့လားအေးဒါကြောင့်သီလရှိရင်သီလရဲ့အနံ့ဟာနေရာတိုင်းမှာရှိတယ်ဒါကြောင့်တရားတော်မှာအပေါင်းဦးဇင်းတို့တွေသီလတည်းဟူသောယနံ့နေသင်နေဖို့မလိုဘူးလားလိုတယ်ဗျဒါကြောင့်လူတိုင်းဒီသီလအနံ့ကိုလူတိုင်းရချင်ဦးဇင်းတို့မြတ်စွာဘုရားပြိဋိဘံစံဃာနီအာယုသင်္ခါရလည်းလွတ်ပြီးပြီနောက်လေးလနေရင်ပြိဋိဘံစံတော့မယ်ဆိုတော့မြတ်စွာဘုရားမှာသွေးဝမ်းသွန်တဲ့ယောဂါကြီးဆွဲကတ်တာကြားဘူးတယ်နော်အဲ့ဒီလိုသွေးဝမ်းသွန်တဲ့ယောဂါကြီးဆွဲတော့တရားမင်းကအဲ့ဒီမြတ်စွာဘုရားရဲ့ကျင်ကြီးကျင်ငယ်အိုးတွေကိုလာပြီးတော့သွန်တာတော့မြတ်စွာဘုရားကဘယ်သူတုံးလို့မေးတယ်ပြီးတော့တပည့်တော်တရားမင်းပါဗျာမြတ်စွာဘုရားသူ့ရဲ့ကျေးဇူးရှင်လေဦးဇင်းတို့တက္ကပညာသုတ်တံမှာတည်တော့မဲ့ဇဲဇဲမှာသူ့ကိုတအားကောင်းတော့အောင်သောတာပန်ဖြစ်အောင်ဒီတရားစည်းစိမ်မပြတ်စည်းအောင်ဘုရားကသူ့ကိုကျေးဇူးအများကြီးပြုထားတာဟုတ်လားဘုရားကိုသူအင်မတန်ကြီးညိုပါတယ်အဲ့ဒါကြောင့်မလို့သူရောက်လာတော့ဘယ်သူလဲဆိုတော့တပည့်တော်တရားပါဗျာဘာလို့တာတော့အရှင်ဘုရားကိုပြုစုမလို့ပါဗျာအဲ့ဒီတော့မြတ်စွာဘုရားကနှင်လွတ်တယ်တကားကြီးပြန်သွားတရားမင်းပြန်သွားလူတွေရဲ့အနံ့ဟာသင်တို့ရဲ့နတ်တွေယူဇနာတရားကတော်မှာပုတ်ဟောင်တဲ့အနံ့ကိုရတယ်မို့လားသင်ပြန်သွားအဲ့ဒီလိုပြောတော့တရားမင်းကဘာပြောတော့ဆိုတော့အရှင်ဘုရား
အရှင်ဘုရားရဲ့သီလရဏံကမွေးပြန့်လွန်းလို့ဘုရားတပည့်တော်ကြီးအဲ့ဒီသီလရဏံကိုမျက်နှိုးလွန်းလို့ဒီမစင်အိုးကိုမျက်နိုးနိုးသွန်ပြီးတော့လူနာပြုစုခြင်းဆိုတဲ့အလုပ်ကိုလုပ်ပါမယ်ဆိုပြီးတော့အဲ့ဒီမစင်အိုးကိုခေါင်းပေါ်တောင်ရွက်သွားတယ်တဲ့အဲ့ဒီတရားကလက်ကနေဆွဲသွားတာမဟုတ်ဘူးနော်ဘယ်မှာတင်သွားတာလဲခေါင်းပေါ်မှာတင်သွားတာနော်အေးသူတော်ကောင်းတွေရဲ့ယနတ်တနည်းအားဖြင့်သီလယနတ်ကိုနတ်တွေကလည်းအင်မတန်ချစ်တယ်ဆိုတဲ့အတိတ်ပဲဟုတ်လားဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာလည်းတွေ့ဘူးပါတယ်ယသိတွေစီကိုဦးဇင်းတို့တရားမင်းရဲ့ဝိပစိတ္တိအတူရိန်ကြီးရဲ့သွားကြတာတရားမင်းကသူတော်ကောင်းစိတ်ရှိတယ်ဝိပစိတ္တိကတော့ဖဏလည်းမချွတ်ဘူးတန်လျက်လည်းမချွတ်ဘူးဆောင်ကြွနဲ့သွားတာတရားမင်းကတော့နူးနူးညံ့ညံ့တိမ်တိမ်မွေ့မွေ့သွားတာအဲ့ဒါနဲ့ယသိတို့ဒီရောက်ပြီဆိုတော့တရားမင်းကထိုင်ပြီးတော့ဝစ်ချအဲ့ဒီမှာယသိကြီးကပြောတယ်အဲ့ဒီယသိတွေကသီလနဲ့ပြည့်စုံတဲ့ဇံပင်ညင်ရတဲ့ယသိတွေတခါကြီးကြာမြင့်စွာမတုတ်တင်မဲနဲ့ပြစ်ထားတဲ့တို့ရဲ့အနတ်တွေဟာအများကြီးဆိုးတယ်တဲ့အဲ့ဒီဘက်မှာမနေပါနဲ့တို့နဲ့နီးနီးကပ်ကပ်မချင်းကပ်ပါနဲ့အားနာတဲ့သဘောနဲ့ပြောတာရှင်းတော့ကယသိတွေဆိုတာဒီတိုင်းပဲကြီးမချိုးပဲနဲ့အကျင့်မြတ်ကျင့်ပြီးတော့နေတာတွေလည်းရှိတာကိုဟုတ်လားဦးဇင်းတို့ကျမ်းဂန်တွေထဲမှာတွေ့ရပါတယ်သွားချီအလိမ့်လိမ့်ကပ်ပြီးတော့ဟောအဲ့ဒါလိုမျိုးနော်အဲ့ဒီလိုပြောတော့တရားမင်းကအရှင်ဘုရားတို့ရဲ့သီလယနတ်ဟာဒီမကောင်းတဲ့အနတ်တွေကိုဖုံးလွှမ်းနိုင်စွမ်းရှိပါတယ်ဒါကြောင့်မလို့ဒီသီလယနတ်ကိုမျက်နှိုးလွန်းလို့ဘုရားတပည့်တော်ချင်းကပ်တာပါဆိုပြီးတော့တရားမင်းကိုတရားမင်းကဦးဇင်းတို့အဲ့ဒီယသိတွေကိုအဲ့ဒါလိုပြောဘူးတယ်ဟုတ်လားအေးဒါကြောင့်ဒကာကြီးဒကာကြီးများသီလဆိုတဲ့ယနတ်သည်လူသားတိုင်းနတ်တိုင်းမြမတိုင်းချစ်မြတ်နိုးတဲ့အနတ်မှာဒါကြောင့်ကိုယ့်ရဲ့မကောင်းတဲ့အနတ်ဆိုတာပဂတိမကောင်းတဲ့အနတ်ကိုရည်ရွယ်ပြောတာလားမဟုတ်ဘူးနော်ကိုကျင်တရားပျက်စီးလို့တပါးသောသူတွေစိတ်မချရသောမယုံကြည်ရသောဆွတ်ဆုတ်သောယွန်ရှာသောအကျင့်တွေရှိနေရင်တော့မမွှေးပဲနဲ့အင်မတန်ညှီတဲ့အင်မတန်ပုတ်တဲ့အနတ်တွေထွက်နေလိမ့်မယ်ဟုတ်လားဒါကြောင့်မို့လို့အဲ့လိုအနတ်မျိုးတွေမထွက်အောင်သီလရှိဖို့မလိုဘူးလားလိုတယ်သီလဟာမဆောင်ထင်းရင်ဖြစ်ကိုမဖြစ်ဘူးလို့နားလည်ရမယ်သီလဟာမဆောင်ထင်းရင်ဖြစ်ကိုမဖြစ်ဘူးလို့နားလည်ရမယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့လူငယ်တွေမှတ်သားဖို့လူငယ်တွေမှမဟုတ်ပါဘူးလေလူကြီးတွေလည်းမှတ်သားဖို့ဆရာကြီးနန္ဒာသိန်းစံပြောသွားတယ်စကားလေးတစ်ခွန်းကိုဦးဇင်းတို့တဆင့်ဖောက်တယ်ချခြင်းဟုတ်လားသီလနဲ့ပတ်သက်ပြီးတော့အဲ့ဒါဘာလဲဆိုတော့တခါတုန်းကပင်လယ်ထဲမှာစစ်သင်္ဘော2ဆင်လေ့ကျင့်ရေးဆင်းတာအဲ့ဒီလိုဆင်းရင်းနဲ့နှင်းတွေကလည်းကြာလာမသေးမကွဲတွေဖြစ်လာတော့အဲ့ဒီမှာသင်္ဘောတစ်စင်းကရှေ့နားကိုလှမ်းကြည့်တော့မီးရောင်ကလေးမြင်တယ်မီးရောင်မြင်တော့ဒါကဟိုဘက်ကလာတဲ့သင်္ဘောလားမသိဘူးဒီတိုင်းသွားနေရင်တော့တိုက်မိတော့မှာပဲလို့သူကထင်းနေတာသင်္ဘောကပတိန်ကအမှန်ကတော့ဟိုဘက်ကမြင်နေရတဲ့မီးရောင်ကသင်္ဘောကထွန်းထားတဲ့မီးရောင်မဟုတ်ဘူးမီးပြတိုက်ကထွန်းထားတဲ့မီးရောင်မီးပြတိုက်ဆိုတာကဒီနားမှာကြောက်ဆောင်တွေရှိတယ်ကဘာတွေရှိတယ်တိုက်မိရင်အန္တရာယ်ရှိတယ်ရှောင်သွားဖို့ဆိုပြီးတော့ထွန်းထားတာကိုမီးပြတိုက်သိတယ်နော်ဒကာကြီးတို့အဲ့ဒါကိုဒီစစ်သင်္ဘောပေါ်ကကပတိန်ကသင်္ဘောတစ်စင်းကထွန်းထားတဲ့မီးလို့သူကထင်တာအဲ့ဒါနဲ့သူ့လက်အောင်ငယ်သားကိုဒါလည်းအမိပေးလိုက်တယ်အဲ့ဒီသင်္ဘောကိုဝင်တိုက်မိတော့မှာပဲဒါကြောင့်အဲ့ဒီသင်္ဘောကိုလှမ်းပြီးတော့သတိပေးလိုက်20 ဒီဂရီစောင်းပြီးတော့ဒုသင်္ဘောကိုတိမ့်ပြီးတိမ့်မပြီးရင်ဝင်တိုက်ပြီးတော့အကုန်ဒုက္ခရောက်တော့မယ်အမိန်ပေးတယ်အမိန်ပေးတော့ဟိုဘက်ကလည်းလှမ်းပြီးတော့ပြန်ပြောတယ်ကျွန်ုပ်မတိမ့်နိုင်ပါဘူးသင်ပဲ20 ဒီဂရီစောင်းပြီးတော့တိမ့်သွားပါအဲ့လိုပြောတော့ဒီဘက်ကစစ်သင်္ဘောပေါ်ကကပတိန်ကစိတ်တူတယ်မင်းတိမ့်ပေးလို့ပြောတာမရဘူးလားထပ်ပြီးတော့အမိန်ပေးတယ်ကျုပ်တိမ့်မပေးနိုင်ဘူးဟိုဘက်ကလည်းဘယ်တိမ့်ပေးနိုင်မှာလဲမိပြလိုက်ပါလို့ပြောနေတိမ့်လို့ပဲရမှာလဲဟုတ်လားအဲ့ဒီလိုပြောတဲ့အခါကျတော့ဒီဘက်ကတိတ်ပြီးတော့စိတ်တူလာပြီးတော့တိမ့်မပေးရရင်ဗာများမှတ်တယ်လေတို့ကစစ်သင်းမောတော့လှမ်းပြစ်မှာလို့ပြောတယ်ပြောတဲ့အခါကျတော့ဟိုဘက်ကလည်းပြန်ပြောတယ်မတိန်ကမှနေရောတို့ကလည်းမိပြလိုက်ဖေးလို့ပြောတယ်ဟုတ်လားဟိုဘက်ကဘလို့ပြန်ပြောတယ်တို့ကမိပြလိုက်ဖေးမိပြလိုက်ကတိမ့်လို့ရမှာလားမရဘူးဒါကြောင့်ဒီဒကာဓမ္မတို့ဦးရှင်တို့အထူးသဖြင့်၅ပါးသီလဟာမိပြလိုက်ကြီးနဲ့တူတယ်တိမ့်လို့မရဘူးရှောင်လို့မရသူ့ကိုဝင်တိုက်ရင်ကိုယ်ပဲနာမယ်ဟုတ်လားသူ့ကိုဝင်တိုက်ရင်
ကိုယ်ပဲနာမယ်ဘာမှသူ့ကိုအလျှော့အတင်းလည်းလုပ်လို့မရဘူးဒီ၅ပါးလေးကတော့လုံးဝလျှော့လို့မရခုခေတ်လူတွေကဟိုအပါးလေးလျှော့ခြင်းတယ်ဒီအပါးလေးလျှော့ခြင်းတယ်ရှိတယ်နော်တချို့တစ်ခုလုံးမလျှော့နိုင်တော့နည်းနည်းလေးပါးလေးလောက်တော့လျှော့လို့မရဘူးလားဟောဒီလိုဈေးရောက်နေရတာမှုသားမပါလင်္ကာမချောအကျိုးမရုပ်ရင်တော့ပြောကောင်းတယ်မဟုတ်လားအမလီဒီလိုမေးတဲ့လူတွေကလည်းရှိသေးတယ်ဟုတ်လားဟင်တခါကြီးမိုက်မြဟုတ်တခါတယောက်ကဥစဉ်ကိုဘယ်လိုပြောတုံးဆိုတော့ချင်းတက်တာတော့ငရဲမကြည့်ဘူးတဲ့ကုသိုလ်တောင်ရမယ်တဲ့ဟာဘာဖြစ်လို့လဲဆိုတော့ချင်းကမတက်ရင်လည်းအဲ့ဒီချင်းကဥပေါင်းဘယ်နှသောင်းဆိုလေးဥတာတဲ့အဲ့ဒါတတ်လိုက်လို့ရှိရင်အဲ့ဒီငှက်ဖြားဘိုးတွေအဲ့ဒီချင်းတွေပွားစီမှာကိုကတားပြီးသားဖြစ်တဲ့အတွက်ကြောင့်ချင်းတက်တာကုသိုလ်ရကဲပြောဖို့ကဲအဲ့လိုပြောတယ်နော်လုံးဝအလျှော့တင်းမရဘူးနော်တခါကြီးမိုက်မြကိုကျင်တရားတွေဆိုတာလုံးဝအလျှော့အတင်းမရတဲ့စီကံနေသူတို့ကိုဝင်တိုက်ရင်ကိုပဲခံရမယ်ကိုပဲနာမယ်ဟုတ်လားအဲ့တော့ကိုကအသားလေးသူတို့ကိုရှောင်သွားမညှိစေနဲ့ပါဏာတိပါဒမညှိစေနဲ့အရိဏဒါနာမညှိစေနဲ့ညှိရင်အခုတော့ဟုတ်တယ်လို့နဲ့ခဏနေရင်ခံရမှာပဲဟုတ်လားအေးနောင်တတွေကိုတဖန်ဖြစ်စေသောပူလောင်မှုဒီဟူသောအကျိုးတွေကိုပေးတတ်သောဟုတ်လားဒါကြောင့်မို့လို့ဒီကိုကျင့်တရားတွေဟာဆရာကြီးကတော့မီးပြတိုက်ကြီးတွေပါတဲ့ဦးဇင်းကသိသဘောကျတယ်ဟုတ်လားဒါကြောင့်လူငယ်တွေခေတ်လူတွေဒီ၅ပါးသီလလေးကိုတော့အလျှော့အတင်းမလုပ်ကြပါနဲ့သူများအကျိုးအတွက်ရည်ရွယ်ပြီးတော့ပြောနေတာထက်ကိုယ့်အကျိုးကိုရည်ရွယ်ပြီးတော့ပြောနေတာနော်အဲ့ဒါကိုဝင်တိုက်ရင်ဟိုမီးပြတိုက်ကဘယ်နဲ့မှမနေဘူးနော်ကိုခံရမှာနော်အဲ့ဒါလိုပဲဝင်တိုက်ပြီဆိုလောကကြီးကတော့ပုံမှန်သွားနေမှာကိုလွန်ကျူးရင်ကိုပဲခံရမှာဟုတ်လားဒါကြောင့်သီလသည်စောင့်စည်းရင်လည်းသိပ်ပြီးတော့အကျိုးများတယ်မစောင့်စည်းရင်လည်းသိပ်ပြီးတော့အပြစ်ကြီးတယ်အဲ့ဒါကြောင့်မို့လို့ဒီသီလဆိုတဲ့ပါရမီဟာအသက်နဲ့တောင်လဲပြီးတော့စောင့်ထိန်ရမယ်လို့ဥပမာပေးလိုက်တာ။ဘာနဲ့ဥပမာပေးတယ်။စမရီနော်အမိကလေးများညှိနေတယ်ဆိုလို့ရှိရင်အပြည့်အစီမခံဘူးအဲ့ဒီနားမှာပဲအသေးခံလိုက်တယ်။ဟုတ်ရဲ့လား။ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေကိုယ့်ရဲ့ဘဝကိုရေရှည်မျှော်ကိုးပြီးတော့ကောင်းကျင်တယ်နောင်တကင်းကျင်တယ်အေးအေးချမ်းချမ်းနေကျင်တယ်ဆိုရင်အခြေခံ၅ပါးသောသီလကိုအပွန်းမရှိအပဲ့မရှိရအောင်စောင့်ထိန်နိုင်ပါစေအသက်နဲ့လဲတန်လဲမယ်ဆိုတဲ့စိတ်ကူးမျိုးထိကူးနိုင်ပါစေဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရှိသူတော်ကောင်းကြီးတွေကတော့သီလပျက်စီးခြင်းရဲ့အပြစ်ကိုကောင်းကောင်းကြီးမြင်တဲ့အကြောင်းသီလပျက်စီးတာနဲ့စာရင်သိရတာကကောင်းတယ်လို့သူတို့မှအဲ့ဒါလိုခိုင်မာတဲ့အမြင်ရှိတဲ့အတွက်ကြောင့်သီလပျက်စီးမှုနဲ့သေမှုနဲ့ကိုရွေးခိုင်းတယ်ဆိုရင်သူတို့သေခြင်းကိုပဲရွေးတယ်သီလပျက်စီးမှုကိုမရွေးဘူးတရားဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒါလောက်ကြီးတော့ရင့်ကျက်ဖို့မလွယ်သေးဘူးပေါ့နော်အေးတခါတလေဟိုမင်းအသက်နဲ့သီလကြိုက်တာရွေးဆိုလောက်အောင်ထိတော့ခက်ခဲမယ်မထင်ပါဘူးတရားကြီးတွေအဲ့ဒါလောက်ခက်ခဲတွေ့ဘူးလားမတွေ့ဘူးဟုတ်လားတွေ့ဘူးရင်လည်းတေချာပေါက်ရှုံးမှာပဲနော်ဟုတ်လားဘယ်လိုဟာမျိုးလေးတွေတော့တွေ့တော့ဂုံနဲ့သီလနဲ့မင်းကြိုက်တာရွေးဆိုတာလေးတော့တွေ့လားတွေ့တယ်ဘာတွေရွေးသွားတော့ဂုံကိုရွေးသွားတာဟုတ်လားပစ္စည်းနဲ့သီလမင်းကြိုက်တာရွေးဘာရွေးသွားတော့ပစ္စည်းရွေးသွားတာဟုတ်လားမင်းလူသည်များမှုနဲ့သီလကြိုက်တာရွေးလူသည်များမှုရွေးသွားတာပဲဟင်တခါကြီးမိုက်မြသဘောပေါက်တယ်နော်သူတော်ကောင်းကြီးတွေကတော့အသက်နဲ့သီလထိတ်တိုက်တွေ့တာကိုတောင်မှအသက်ကိုမရွေးဘူးသီလကိုရွေးသွားတာဒါကတော့ယုံကြည်ဖို့လိုတယ်နော်တခါကြီးမိုက်မြယုံကြည်ဖို့လိုတယ်အဲ့ဒီလိုအသက်ကိုမရွေးဘဲနဲ့သီလကိုရွေးသွားတယ်အကြောင်းတွေဦးဇင်းတို့ပြောစရာအများကြီးရှိပါတယ်ဒါပေမဲ့ဒီကနေ့တော့ဦးဇင်းကဗာလေးနည်းနည်းပြောခြင်းတော့ဆိုတော့ဗုဒ္ဓတအကြောင်းကိုပြောခြင်းတယ်နည်းနည်းဟုတ်လားအရှိကြီးပြောလို့ရှိရင်12နာရီထိုးသွားလိမ့်မယ်ဟုတ်လားဗုဒ္ဓတကပါလေနဂါဟာလူငယ်တွေသိလားတေဇာတုနေမဘူသနာဝိဝေဗုဒ္ဓတဆိုတာသူ့ရဲ့မူရင်းနာမည်ကတထတရားမင်းကိုသွားခါစားတော့ညံကသိတ်ကြည့်တယ်အမှုတွေပါလေဆုံးဖြတ်နိုင်တယ်ဒါကြောင့်တရားမင်းကမောင်တထကတော့လေမြေကြီးလောက်ကြီးတဲ့ညံရှိတဲ့လူဆိုပြီးတော့ဘူရိဆိုတာမြေကြီးဟုတ်လားဘူရိတထဘူရိတညံကြီးတာအဲ့ဒီဘူရိတကညံအင်မတန်ကြီးတဲ့ကြတော့ငါငကားပြည်မှာနေလို့ရှိရင်ဥပုသ်တရင်စောင့်သုံးတာသိပ်ပြီးတော့စင်ကြယ်ဖို့မလွယ်ဘူးဒါကြောင့်လူပြည်ကိုတက်ပြီးတော့ဥပုံဆောင်မယ်ဆိုပြီးတော့သူတက်လာတာ
တက်လာပြီးတော့အဲ့ဒီတောင်ဘုတ်တစ်ခုပေါ်မှာသူခွေလိုက်တယ်တဲ့သူကိုသူခွေပြီးတော့သူပါစဉ်းစားတော့ဆိုတော့တကယ်လို့မြန်တစုံတစ်ယောက်နဲ့တွေ့လို့ငါရဲ့အရေးခွန်ကိုယူခြင်းတယ်ဆိုရင်လည်းယူသွားပါစေအရေးကိုရခြင်းတယ်ဆိုယူပါစေအယိုးအသွေးအသားကြိုက်တာယူပါစေငါသီလကိုအပြည့်စည်းမခံဘူးလို့အဲ့ဒါလို့သူဒိဋ္ဌံလိုက်တယ်တဲ့ဟုတ်လားအဲ့ဒီလိုဒိဋ္ဌံပြီးတော့သူဥပုံဆောင်နေတာအဲ့ဒီမှာဦးဇင်းတို့နေသာရပုံနာတို့အလံမဲပုံနာတို့နဲ့တွေ့တာတွေစိတ်ဝင်စားစရာသိကောင်းပါတယ်လူငယ်တွေကိုဦးဇင်းကနည်းနည်းတောင်ဒီဇက်လန်းလေးကိုကြော်ညာခဲ့ခြင်းသေးတယ်ဒါပေမဲ့အချိန်ကသိမ့်မရှိတော့ဘူးဒကမာကြီးကအဲ့လိုနဲ့သူတောင်ဘုတ်ပေါ်မှာခွေပြီးတော့နေတော့အလံမဲပုံနာရောက်လာတယ်သူ့ပေါ်မှာတိတ်ကျေးဇူးကြီးတဲ့နေသာရပုံနာကကျေးဇူးကမ်းပြီးခေါ်လာပြီးတော့ရောက်လာတာမင်းလိုချင်တဲ့ငကားဟိုမှာငါရချင်တဲ့ဗရမ ्या မင်းပေးဆိုတော့အလံမဲပုံနာကအဲ့ဒီငကားတွေပိုင်တဲ့ဗရမ ्या ကိုသူကရထားတာလေအဲ့ဒါနဲ့ရော့ငကားရော့ဗရမ ्या ကိုဗျအဲ့ဗရမ ्या ပေးလိုက်ပြီးတော့သူကငကားကိုသူယူမယ်အဲ့ဒီလိုပြောနေတဲ့အတန်တွေကိုဘုရားလောင်းကကြားတယ်ကြားတဲ့အခါကျတော့မျက်လုံးကိုစုံမိတ်ထားတာဘာဖြစ်လို့လဲဆိုတော့ဘုရားလောင်းကတိတ်တကိုးကြီးတယ်စိတ်တူတဲ့အခိုက်မှာတကယ်လို့မြန်ကြည့်မိတယ်ဆိုရင်အကြည့်ခံရတဲ့တတ္တဝါဟာဖွဲပြာလို့အမှုံအမွှားတွေဖြစ်ပြီးတော့လွန့်ပြောက်သွားနော်အဲ့ဒါကြောင့်မလို့ကြည့်မိမှဆိုလို့ဒေါသနဲ့ကြည့်မိမှဆိုလို့မျက်စိကိုဘာလုပ်ထားလဲမှိတ်ထားရင်လည်းအာမရလို့ခေါင်းကိုအခွေရားတဲ့ကိုထိုးထားလိုက်တယ်အဲ့ဒီမှာသူတခါတည်းဆုံးဖြတ်တယ်ဟောဒီလူတွေငါ့ကိုလှုပ်ချင်လို့လှုပ်ပါစေငါသူ့ကိုဘယ်တော့မှမျက်လုံးဖွင့်မကြည့်တော့ဘူးအဲ့ဒီလိုသူအဋိဌာန်လိုက်တယ်သီလပျက်စီးမှဆိုလို့နော်သီလနဲ့အသက်နဲ့ကိုထိတ်တွေ့နေတာအဲ့ဒါကိုသူဘာကိုရွေးနေတာလဲသီလကိုရွေးနေတာအဲ့ဒီလိုနဲ့လှုပ်ရောအလံမဲပုံနာဟိုပုံနာကလည်းပြန်သွားရောအလံမဲပုံနာကဘာလုပ်တုံဆိုတော့မန္တန်တွေမှုတ်တယ်သူခက်နဲ့သူရှိတယ်နော်အဲ့ဒီမန္တန်ကနားလေးကိုတန်ညွန်နဲ့ထိုးသလိုတိတ်ခံရခက်တယ်ဒါပေမဲ့လုံးဝမျက်လုံးဖွင့်မကြည့်ဘူးသီလပြတ်မှဆိုလို့နော်အဲ့ဒီလိုမှုတ်ပြီးတော့အဲ့ဒီပုံနာကဖះလောင်းကိုအမိကနေဆွဲပြီးတော့ပါဇက်ကိုသွားကင်တယ်ဖြဲပြီးတော့အဲ့ဒီတဲကိုအင်မတန်ပြင်းထန်တဲ့ဆေးတွေထည့်တာနော်ဆေးတွေထည့်တော့ဘုရားလုံးမှာတအားခံရခက်တယ်ဒါပေမဲ့မျက်လုံးမဖွင့်ဘူးနော်တအားခံရခက်တယ်အဲ့ဒါနဲ့သူကဘာဆက်လုံးတုံဆိုတော့အမိကနေမပြီးတော့အောက်ကိုခါချတယ်စားထားတဲ့အစာတွေအောက်ကိုကျအောင်လို့အင်မတန်ခံရခက်တယ်တဲ့အဲ့ဒီမှာအစာတွေအကုန်ထွက်သွားတယ်ထွက်သွားတော့အဲ့ဒီငကားကိုအရှည်လိုက်ချပြီးတော့အမိကနေခေါင်းထီရောက်အောင်စိတ်ပြီးတော့နင်းသွားတာအယိုးတွေကြည်မတက်ဖြစ်တယ်လို့ဆိုတယ်အင်မတန်ခံရတယ်ဒါပေမဲ့သူမျက်လုံးကိုဖွင့်မကြည့်ဘူးအဲ့ဒါနဲ့သူ့တကိုယ်လုံးပျော့ဖတ်ပြီးတော့ဘာအားမှမရှိတော့ဘူးအဲ့ဒီဟာကိုဆက်ပြီးတော့ပစိုးများကိုဖွတ်တယ်လို့တဲ့အဲ့ဒီငကားကိုတခါတည်းဖွတ်ချအဲ့ဒါကိုလည်းသူလုံးဝသီးခံပြီးတော့နေတယ်မျက်လုံးမဖွင့်ဘူးအဲ့ဒီချိန်ဒေါသဆိုတာကတားထားလို့လွယ်ချင်မှလွယ်မှာလေတကယ်လို့ကြည့်မိတယ်ဆိုရင်ဒီသက်တော်ကပျက်စီးတော့မှာအဲ့ဒါကြောင့်မလို့သူသီလပြတ်မှာဆိုလို့မျက်လုံးကိုဖွင့်မကြည့်ဘူးအဲ့ဒီလိုလည်းဖြစ်ပြီဆိုတော့မှအဲ့ဒီပုံနာကသူ့ရဲ့ပချုပ်သေးကိုခွေပြီးတော့ထည့်တယ်မဆန့်တဲ့အခါကျတော့ဖနှောက်နဲ့အောက်ကိုကြိတ်ချပြီးတော့အပေါက်ကိုပိတ်တယ်တဲ့ပိတ်သွားပြီးတော့အဲ့ဒါထမ်းပြီးတော့သူကဂရိအစကပေးလိုက်တယ်အလံပဲပြလို့1000ရရင်မင်းကိုလွတ်မယ်အဲ့တော့ဘုရားလောင်းကဟုတ်ပြီ1000ရအောင်မြန်ရှာမှဖြစ်မယ်ဆိုရွာတွေကရောက်ပြီဆိုတော့အလံပဲစပြတယ်ပပြင်းထောင်ကြီးသေးသေးစေခေါင်း10လုံးဖြစ်စေ9လုံးဖြစ်စေနှစ်ငကားဆိုတော့အကုန်လုံးပြတယ်လူတွေကမျက်ရည်တွေတောင်ကျတယ်အော်လုံးလို့ဝမ်းသာလုံးလို့သဘောကျလို့အသပြား1000ကတခါတည်းနဲ့ရတယ်ဒါပေမဲ့လောဘသိကြည့်တာဆိုတော့ပုံနာကမလွတ်ဘူးအဲ့ဒါသူ့ကိုဒီတိုင်းပြနေတာအဲ့ဒါဘုရားလောင်းကလည်းပဲအဲ့ဒီပုံနာကိုအမျက်ဒေါသနဲ့တခါမှမကြည့်ဘူးနော်တခါကြီးသူမိုင်မြဘာအတွက်သူစောင့်စည်းနေတာလဲသီလအတွက်သူစောင့်စည်းနေတာဟုတ်လားအဲ့ဒါလို့သူစွန့်လွတ်ပြီးတော့ဒီသီလကိုစောင့်ထိန်ခဲ့တာနောက်ဆုံးတော့သူ့ရဲ့နှမတွေညီတွေနဲ့တွေ့ပြီးတော့ဇလန်းကတော့ကောင်းကောင်းလေးသိမ့်သွားတာပေါ့လေဒါပေမဲ့သူခံခဲ့ရတာသူ့ရဲ့စွန့်စားကန်းဒီသီလဒီဟုသောယရနာရဖို့အတွက်သူ့ရဲ့စွန့်စားကန်းကတော့တကယ်ကိုကြောက်ခမန်းလေးလေးအံ့ဩစရာမကောင်းဘူးလားကောင်းတယ်ဇတ်တော်တွေထဲမှာအဲ့လိုအများကြီးရှိပါတယ်ဒီကနေ့ခေတ်မှာလည်းပဲအများကြီးရှိပါတယ်ဒါကတော့ကြုံဘူးတဲ့လူတွေလည်းရှိမှာပါပဲဟုတ်လားကဲထားပါတော့ဒါကြောင့်သီလရဲ့တန်ဖိုးကိုသိရင်သိသလောက်အသက်ဆွန့်သည့်အထိသူတော်ကောင်းကြီးတွေဟာဝင်မလေးဘူးလို့နားလည်ပြီးတော့ဒကာဓမ္မတို့ဥရှင်တို့တွေဟာလည်းပဲ
စမရီသားကောင်ဟာသူ့ရဲ့အမိကိုစောင့်ရှောက်တလူမျိုးမိမိရဲ့သီလကိုမပြည့်စည်အောင်စောင့်ရှောက်ရမယ်ကာကွယ်ရမယ်ဟုတ်ရဲ့လားအေးဒါကတော့ဦးဇင်းတို့သီလပါရမီနဲ့ပတ်သက်ပြီးတော့ပြောလိုက်တာဦးဇင်းတို့ဏိဂုံးကျုပ်ဏိဂုံးပိုင်းကိုရောက်လာပြီနော်အဲ့ဒီဏိဂုံးပိုင်းကဘာကိုပြောမှလဲဆိုတော့မှတ်မိသေးလားအယုတ်အလတ်အမျက်ကိုပြောပြမှာအဲ့ဒါကဦးဇင်းတို့နောက်ဆက်ပြောမဲ့ပါရမီတွေနဲ့လည်းပဲဆိုင်တယ်ဟုတ်လားပါရမီကောင်းမှုတစ်ခုဘယ်လိုလုံးမှဖြစ်မှာလဲပေးတိုင်းဒါနပါရမီဖြစ်သလားသီလဆောက်တည်တိုင်းသီလပါရမီဖြစ်သလားတချို့သီလတွေကသီလသာဖြစ်တယ်သီလပါရမီမဖြစ်ဘူးတချို့ဒါနတွေကဒါနသာဖြစ်တယ်ဒါနပါရမီမဖြစ်ဘူးပါရမီမမြောက်သောကုသိုလ်သည်တန်တရားခရီးထဲမှာခဏလေးကုန်သွားတာနော်ကုန်သွားတဲ့အတွက်ကြောင့်နိဗ္ဗာန်ကို तू မရနိုင်ပါရမီမြောက်သောဒါနပါရမီမြောက်သောသီလသီသာလျင်အမတေတတ်တည်နေတဲ့အတွက်ကြောင့်နော်တတ္တိလေးကိန်းနေတဲ့အတွက်ကြောင့်နိဗ္ဗာန်အကျိုးမပေးရမချင်းနိဗ္ဗာန်ရအောင်မဆောင်မကျင်းရမချင်းအဲ့ဒီကောင်းမှုဟာမပြတ်ဘူးဟုတ်လားဒါကြောင့်ဒါနပဲဖြစ်ဖြစ်သီလပဲဖြစ်ဖြစ်ဘယ်ကောင်းမှုပဲဖြစ်ဖြစ်အယုတ်အလတ်အမျက်ဆိုတာရှိဟုတ်လားအဲ့ဒါကိုနားလည်ဖို့လိုတယ်နော်အေးဒါဦးဇင်းတို့နောက်ပါရမီတွေအတွက်လည်းပဲဦးဇင်းတို့ရည်ရွယ်ပြီးတော့ဒါပြောရမှာပေါ့ဟုတ်လားအေးဒါကတော့ပါရမီတိုင်းမှာဒီဦးဇင်းတို့ဒီအဆုံးအမလေးကမေ့ပြလို့မရအဲ့ဒီမှာဦးဇင်းတို့ဒါကတော့အထက်ကရာဆရာကြီးတွေရဲ့အဖွင့်ပေါ့ဟုတ်လားပထမဦးဆုံးအယုတ်ဆိုတာကိုဘယ်လိုပြောတုံးဆိုတော့ယတကာမတာယအကျော်စောကိုလိုလားသောဖြင့်ပိုတိတံဖြစ်စေအပ်သည်ရှိသောဟိနံအယုတ်တိကောင်းမှုတစ်ခုခုပြုတယ်ဒါနပဲဖြစ်ဖြစ်သီလပဲဖြစ်ဖြစ်လှုပ်လိုက်တယ်ကျော်စောမှုလူသိထင်ရှားမှုကိုရချင်တဲ့စိတ်နဲ့လုပ်မယ်ဆိုရင်အဲ့ဒါအယုတ်ပဲတဲ့သဘောပေါက်တယ်နော်လူတယ်သီလဆောက်တည်တယ်သူများသိဖို့နော်သူများသိဖို့ဆိုတဲ့စိတ်နဲ့လုပ်မယ်ဆိုရင်အယုတ်ပဲတဲ့နော်အလက်ထဲတောင်မပါရှာဘူးနော်အေးနောက်အလက်ကဘာပြောတုံဆိုတော့အလက်ကဘာပြောတုံဆိုတော့ပုံညဖလကာမတာယကုသိုလ်ကောင်းမှုရဲ့အကျိုးကိုလိုလားပြီးတော့ပိုတိတံဖြစ်စေအပ်သည်ရှိသောမစ္စည်းမအလတ်ဒီတဲ့ကုသိုလ်ကောင်းမှုငါပြုပြီးပြီဒီကုသိုလ်ကောင်းမှုကြောင့်ငါဖြစ်လျာတန်တရားမှာတော့ဟာငါတော်တော်ကိုထွန်းထွန်းတောက်တောက်ဖြစ်မှာပဲတော်တော်ကိုကောင်းမှာပဲလို့ကုသိုလ်ရဲ့အကျိုးကိုလိုလားတဲ့စိတ်နဲ့ပြုမယ်ဆိုရင်လက်ပဲတဲ့ဟုတ်လားသူလည်းပါရမီမမြောက်ဘူးဗျနော်ဒါပေမဲ့ကုသိုလ်ရဲ့အကျိုးကိုသိတယ်ဆိုရင်ပညာဖြစ်တယ်ကုသိုလ်ရဲ့အကျိုးကိုယုံတယ်ဆိုရင်တတ္ထာဖြစ်တယ်သို့တော့ကုသိုလ်ရဲ့အကျိုးကိုလိုချင်တယ်ဆိုရင်တော့လောဘဖြစ်တယ်ဒါလေးသုံးခုကိုနားလည်ဖို့လိုတယ်နော်ကုသိုလ်ပြုတဲ့အချိန်မှာကုသိုလ်ရဲ့အကျိုးကိုသိတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်လို့သိတယ်ဆိုရင်အဲ့ဒါပါလေပညာတမ္မာဒိဋ္ဌိမျက်နှိုးစရာကောင်းတယ်တော့ဒါရှိရမယ်ကုသိုလ်လုပ်ခါနီးမှာငါကောင်းတာလုပ်တယ်ကောင်းတာဖြစ်မှာပဲလို့ယုံကြည်တယ်ဆိုရင်တတ္တတရားကုသိုလ်ပြုတယ်ကောင်းတာတွေရမယ်အဲ့ဒီကောင်းတာတွေကိုငါသိမမောတာပဲရကျင်တယ်ဆိုရင်တော့လောဘဖြစ်တယ်ဟုတ်လားတခါကြီးမိုက်မြအဲ့ဒီလောဘပါတဲ့အတွက်ကြောင့်ဒီကုသိုလ်ဟာအလတ်ဖြစ်ရတယ်ဟုတ်လားအမျက်ဆိုတာကြတော့ဘယ်လိုမှဖြစ်မှာတော့ဆိုတော့ဣဒံဧယမှုသေးကကတ္တဗံဧဝပြုသင်ပြုတိုင်းသောအမှုပေတွေဣတိဤသို့စဉ်းစားပြီးတော့အရိယာဘာဝအရိယာတို့ရဲ့သဘောတဘာဝအလေးအကျင့်ကိုနေတရအမိပြု၍ပိုတိတံဖြစ်စေအပ်သည်ရှိသောပဏိတံအမျက်တည်းဟောဒီအလုတ်ကတော့ကောင်းတဲ့အလုတ်မို့လောက်တာဟိကောင်းတဲ့အလုတ်မို့လို့ကိုလောက်တာဟုတ်လားဣဒံဤအမှုသည်ကကတ္တဗံဧဝလုတ်တင်လုတ်ထိုက်သောအမှုပေတည်းဣတိဤသို့စဉ်းစားပြီးတော့အရိယာဘာဝမြင့်မြတ်စင်ကြဲတဲ့အရိယာတို့ရဲ့သဘောတဘာဝအလေးအကျင့်ဟု၍နေသားရအမိပြု၍ပိုတိတံဖြစ်စေအပ်သည်ရှိသောပဏိတံအမျက်တည်းရှေးသူတော်ကောင်းအရိယာကြီးတွေဖရာအစရှိတဲ့အရိယာသူတော်ကောင်းကြီးတွေလှုပ်သွားတဲ့အလုတ်တကယ်ကိုနိဗ္ဗာန်ရစေနိုင်တဲ့အလုတ်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုတ်သူများအကျိုးရှိကိုအကျိုးရှိတဲ့အလုတ်မို့လို့လှုပ်တာလို့အဲ့ဒီလိုစိတ်ကူးနဲ့လှုပ်မယ်ဆိုရင်အဲ့ဒါဘာလဲအမြတ်တဲ့အဲ့ဒါပါရမီထိုက်တယ်နော်တခါကြီးမိုင်မြကိုရှိစစ်နေမယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုလိုလားနေမယ်ဆိုလို့ရှိရင်အဲ့ဒါပါရမီမထိုက်ဘူးဒါနတော့ဖြစ်တယ်သ
တေလာလည်းဖြစ်တယ်ထိုက်တဲ့အကျိုးတွေလည်းရမှာပဲနော်ထိုက်တဲ့အကျိုးတွေလည်းရမှာပဲနော်အေးရလာရင်စောစောတုန်းကတရားအလယ်လောက်မှာဥစဉ်ပြောခဲ့တယ်တဏှာနဲ့တွဲပြီးတော့လှုပ်ပြီးဆိုရင်ရလာတဲ့စီးစိမ်တွေကိုစွန့်ဖို့အင်မတန်ခဲရင်းတယ်အဲ့ဒီကြရင်အခက်တွေ့မှာမနေ့ဖြန်မှာဥစဉ်တို့အဲ့ဒါကိုပယ်ပယ်နေနေပြောပြမယ်ရအောင်လုပ်ဖို့လွယ်ပါတယ်စွန့်ဖို့ကြတော့သိပ်ပြီးတော့ခက်လိမ့်မယ်ဟုတ်ရဲ့လားတခါကြီးမိုင်မြနော်အေးအဲ့ဒီတော့ပဏိတမြင့်မြတ်တဲ့ပါရမီထိုက်တဲ့ကုသိုလ်ဖြစ်ဖို့အတွက်ဒါဟာသူတော်ကောင်းတို့ရဲ့လမ်းစဉ်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ဖြစ်တယ်ဒါကြောင့်ငါလှုပ်တာဆိုပြီးတော့မျောလင်းချက်တွေလောဘတွေမကပ်ဖဲနဲ့စောစောကအကျော်စောကိုလိုလားတဲ့စိတ်ဆိုတာတော့ကတော့သူ့မှာဘာမှကိုမရှိဘူးပေါ့နော်အေးအဲ့ဒီအဆင့်ကတော့တော်တော်ကြီးကိုနှိမ့်တဲ့အဆင့်ပေါ့ဟုတ်လားအဲ့ဒါကတော့ဘဝတံပတ္တိဘောဂတံပတ္တိဆိုတဲ့တန်တရားတွင်ချမ်းသာကိုတောင်မပေးနိုင်ပါဘူးဟုတ်လားအေးထားတော့အဲ့ဒီတော့ဦးဇင်းတို့အယုတ်အလက်အမြတ်ကိုလည်းခွဲလို့ပြီးသွားပြီနော်အကျော်စောကိုလူသိထင်ရှားမှုကိုလိုချင်လို့လုပ်တယ်ဆိုရင်တော့အယုတ်ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုလိုချင်လို့လုပ်တယ်ဆိုရင်တော့အလက်ဒီနှစ်ခုလုံးပါရမီမထိုက်ဘူးဟုတ်လားအရိယာသူတော်ကောင်းကြီးတွေရဲ့သဘောတဘာဝပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ပဲတန်တရားဝုတ်ကလွတ်လို့တဲ့ပုံကိုယ်တွေဒီလိုလုပ်ရမှာလို့သိပြီးတော့လှုပ်တဲ့လှုပ်ထိုက်လို့ကိုလှုပ်တာဆိုပြီးတော့လုပ်မယ်ဆိုရင်တော့ပါရမီကုသိုလ်ဖြစ်ပါပြီဟုတ်ရဲ့လားဒါကြောင့်ဒါနကိုလည်းပဲပါရမီထိုက်အောင်လုပ်နိုင်ကြပါစေသီလကိုလည်းပဲပါရမီထိုက်အောင်လုပ်နိုင်ကြပါစေ